တရားပွဲစားကြရအောင်ဒီနေ့သာသနာတော်နေ့2554ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်ရတော်လပြည့်ကျော်1ရက်22ရက်17လ2010ဗုဒ္ဓဟူးနေ့ည9နာရီမိနစ်50ခန့်အချိန်မှာမြင်းကြံမြို့အနိကသနာခမ်းမကြီးနဲ့ကျင်းပပြုလုပ်တဲ့ရန်ကန်အလူမင်္ဂလာပွဲကြီးပေါ့ဒီလူမင်္ဂလာပွဲကြီးအကြောင်းပြုပြီးတော့တရားပွဲဖြစ်သွားတဲ့တရားပွဲပေါ့ရင်ကတော့ယဟန်ပြုဝခြင်းရဲ့အဓိကရည်ရွယ်ချက်ဆိုတာလေဟောမလို့ထုတ်ထားတဲ့မဆုတရားကားပေါ်ပါသွားတယ်အဲ့ဒါမဟောနိုင်တယ်အဲ့တော့ဒီနေ့တရားမသိတဲ့တဘောဟောပြီးတယ်ကောင်းစီကစိတ်ကူးတဲ့စမ်းကြယ်တော်အရာတဲ့အားတရားတဲ့စိတ်ကူးတဲ့စမ်းကြယ်တော်အရာပါဗျာတကယ်စိတ်ကူးတဲ့စမ်းကြယ်တာရှိတယ်ရင်သိထားတဲ့ကြတာစိတ်ကူးရင်လည်းဟာစမ်းကြယ်ဆုံးပေါ့လေဘလို့စိတ်ကူးဖြစ်တာဟုတ်ဒါမှမဟုတ်အဲ့စိတ်ကူးတဲ့စမ်းကြယ်တဲ့အရာလောကမှာတကယ်ရှိတယ်လူရင်းချက်ကတော့ကံတရားပါပဲဘာတရားပါလဲကံတရားပါဗျာအဲ့ဒါပြောချင်တာပဲဘုရားတဏှာကြီးလုံးပြောမှကံတရားကိုပြောမှာအဓိကတော့ကံကိုပြောချင်ကံရဲ့အကျိုးပေးဟာစိတ်ကူးတဲ့ဆန်းကျင်ကမ္မဝိပါကောအာစိတိယောတဲ့ဘုရားကကံတရားရဲ့အကျိုးပေးဟာမစိတ်ကူးနိုင်အောင်မကြံစည်နိုင်အောင်ပို့ပြီးတော့ဆန်းကျင်တယ်ပေါ့လေဒီနေ့တရားပွဲလူရှင်များကတော့ကျေးဇူးရှင်မိဘနှစ်ပါးဥဒိဋ္ဌာပြီးတော့ဥပေဒေါ်လာလာဥယုတ်ပိစတာ73စီရောင်းဝယ်မိသားစုညှဉ်းချမ်းပြုပဲဖြစ်ပါတယ်ဒီကတော့ဘုန်းကြီးအခုချောင်းဆိုးပြီးတော့လေချောင်းနာတာစပတ်လောက်ရှိပေါ့တခြားထူးခြားယောဂတော့မရှိပါဘူးတကယ်ဆေးစစ်အဲ့လေချောင်းနာတာချောင်းဆိုတာကတရားဟောများတဲ့အတွက်ကြောင့်ဆိုတော့တရားဟောနားလိုက်ကောင်းပါမနေ့ကလည်းဆိုတော့ဒီလမှာနာတာဒီလည်းဟိုဒီလမှာပြန်ဖြစ်တာတရားစောစောအယောဂီတို့ကြည်ရတဲ့ခန္တီတရားပေါ်မှာထိပါအဲ့မှာကြည်ရတွေ့ပါလိမ့်မယ်အမှန်တမ်းမှဟို9ရက်လုံးဟာတရက်မှမနာတဲ့ပြင်တခါတည်းနေဝဲတွေပါဟောပြီးတော့နေဝဲတွေဆိုတော့ဘုန်းကြီးကဟောရင်လေတညအနည်းဆုံး2နာရီကြောဟောတာဒီမျိုးဝဲတွေလည်းတညမှ2နာရီဆိုတော့နေဟိုမှာတော့2နာရီကြောဟောတာဆိုတော့ဘုရားကလည်းကျမ်းတော့အဲ့ဒီအပြန်ပါပဲချောင်းဆိုးပြီးတော့လေဘယ်နဲ့ပြန်နာတယ်ပေါ့အဲ့ပြီးခဲ့တဲ့ရက်ကလည်း20ရက်နေ့ရလဲဒါပင်မှန်းသွားတယ်ရန်ကုန်ဘွဲပြီးမှဘုန်းကြီးတို့ပဲကြွားလဲဆိုတော့ဒီပဲရင်းမြို့နယ်စိုင်းပြင်းရွာအားရွာတဲ့ကြားဝကြလားမသိဘူးလေဒီဆရာဘုရားကြီးမွေးတဲ့ရွာပေါ့နော်မွေးလေဒီဆရာဘုရားကြီးရဲ့အဲ့ဒါမွေးနေ့တရားဝဲကျင်းပါတော့ပြင်ထားတာအဲ့တော့ဆရာတော်မှာပင်မခံပြီးတော့ကြွရတယ်တကယ်တော့ရန်ကုန်မှာဟောရမှာလို့19 20 21တိရန်ကုန်မှာအခု22ကနေပြီးတော့29တိရတော့မန္တလေးမြင်းကျန်အမြင့်ညာဘွဲတော့ဆက်တော့အဲ့ဒါဒီ22ကတော့ရင်ဒီမှာအေးရနေဘွဲဆိုနေဘွဲတော့ဘုလည်းအစမပြေဘူးဆိုတော့နားလဲကြမယ်လို့မှန်းထားတာပေါ့ဆိုကြပါတော့ဒါနဲ့ပဲ19ရက်နေ့ဟောပြီးတော့20ရက်နေ့ကိုတော့လေရင်စီးရတယ်လေရင်ညနေလေရင်ဖြစ်သွားတယ်2နာရီကျော်မှထွက်တယ်ဟဲဟိုဆင်းပြီးမှတခါမန်းလေးဆင်းတော့မန်းလေးကို4နာရီနေပါလောက်မှလေရင်ဆင်းတယ်လာကြတဲ့လူကမန်းလေးလေးစိတ်ကနေပြီးတော့အဲ့ဒီဆိုင်မြင်ပေါ့ရွာကိုဘယ်လောက်မောင်းရလဲဆိုတော့စက်အကုန်ဖွင့်မောင်းရတာတုံးဆိုင်မောင်းတာမှာတာည9နာရီနီးမှရောက်တယ်4နာရီနီးပါလောက်ကားစီးရတယ်ရောက်ပြီးတိတ်မနာဘူးဒီကြတဲ့မှာကျောင်းသားတရားဝယ်လှုပ်ထားတယ်လို့ဩဝါဒဝင်ပေးရတယ်ဆရာတော်မှာမှန်ကြည့်လေအဲ့နေကင်းတနာရီ2နာရီဒီလေရင်ဆိုရအဲ့ဒါနေကင်းတနာရီတွေကခံရတာည9နာရီတိပဲပြီးတော့ကလေးတွေဟောပြီးတော့တခါအဲ့ဒါညတရားဝယ်7နာရီတသားလောက်ဆက်ဟော
10 နာရီလောက်ပြီးကြပေါ့ပြီးလဲပြီးတော့နောက်နေ့ကို20ရက်နေ့အဲ့ဒါဒီပိုင်းဆက်ပြီးမှ20ရက်ကျတော့ရန်ကုန်ပြန်ဟောအောင်ဒါအဲ့ဒီကတည်းက40ကိုပြန်သွားတယ်40ကလည်းမနေ့9နာရီခွင့်ချင်းဆိုတော့မနေ့မှစံပြန်နေပြီးတော့40တော့မမီတော့အဲကြောင့်ညာတို့ချင်းတရားဝတ်ပြီးတာနဲ့တုံးဆက်ပြီးတော့စကိုင်းမြို့ပြန်အိပ်ရတာတရားဟောပြီးပြီချင်းတွားရောပြန်ရောအဲ့ဒါလည်း4နိုင်ဒီပါမောင်းရတာည20ထိုးမှစကိုင်းမှာအိပ်ရမနေ့ကျအဲ့ဒါ9နိုင်လောက်ထားပြီးတော့ဆုံးစားပြီးတော့ရန်ကုန်ပြန်ရတာအဲ့မှာလည်းပန်းသွားတော့အဲ့မနေ့ကတော့မဆိုးသေးဘူးပေါ့လေအခုလည်းပဲအဲ့ဒါ20ရက်နေ့ကနားဖို့ပြောတောင်ပြီးပါပြီနားလိုက်တော့မယ်လို့ဆရာတော်နောက်ဘာအကြောင်းပေါ်လာလဲဆိုတော့ဘုန်းကြီးတခြားအကျဉ်းထောင်တွေအစာကျွေးတရားပေးခဲ့တာ8000လောက်ရှိသွားပြီလေမြင်းကြံအကျဉ်းထောင်တစ်ခါမှတရားလည်းမပေးဘူးအစာလည်းမကျွေးဘူးလေအဲဆိုရင်တော့မြင်းကြံအကျဉ်းသားတွေအတွက်ဆိုတော့ငါကြွမယ်ဆိုတော့ဘုန်းကြီးကမကြမ်းပါကြီးများတွေအဲ့ဒါကိုကြွပြီးတော့ကိုသမင်းတွေပါကျွေးပြီးပါပြီပစ္စည်းရောသမင်းရောဆိုရင်တော့တိန်30ကျော်40လောက်ရှိမှာပေါ့ဒီအတကားတော့မလောက်ပါတန်းတဲ့မြဝိုင်းထဲမှာဘုန်းကြီးကတော့အဓိကပေါ့ဒါမဲ့လို့အကျဉ်းသားပေါင်း1400ရှိတာ50လောက်ပဲတရားနာဝင်ရကျန်တဲ့1300ကျော်မနာရဘူးထောင်ပိုင်းကနာကမပေးဘူးပေါ့လေဒါနဲ့ဘုန်းကြီးစိတ်တိုင်းတော့မကြဘူးပေါ့ဘုရားတရားဟောပေးခြင်းတော့စားတော့ကျွေးခဲ့ရတယ်တရားကတော့ထောင်သား50လောက်ပဲနာကျန်တဲ့ပုဂ္ဂိုလ်တွေမနာချသူတို့ကန်ဆိုးတာတရားတော်တော့ဘုံအဆင်ပြေတယ်ဒီထောင်တစ်ခုပဲအဆင်မပြေတာပေါ့ဘာလို့လဲသူတို့ကျွေးရမွေးရတာပဲဘုရားဝမ်းသာခန္တီမှာတော့ဘုန်းကြီးတော့ဟောခဲ့ရတယ်ခန္တီချင်းထောင်မှာလည်းအဲ့ဒါကျွေးလဲကျွေးခဲ့တယ်ဟောလဲဟောခဲ့တယ်အဲနောက်ပိုင်းတော့အခုသူတို့ရဲ့ထောင်တွေမှာဆောင်းမော်လေးတွေတက်ပြီးတော့ဟောပေးဖို့တော့ဆရာတော်ကတွေနဲ့စီစဉ်ထားပါတယ်။အဲသူတို့တိတ်ခွေလေးတွေဖွင့်ပေးဖို့တော့ဗီဒီယိုထည့်ပေးဖို့အဲ့လိုနားရင်လည်းမဆိုးဘူး။ဘာပြောပြောဉာဏ်ဉာဏ်ကတကားတော့ဒီနေ့ပညာဒါနာတာဒီနေ့ယဟန်ခံရှင်ပြုအလူဝဲအလူရှင်မိသားစုများရဲ့တရားဝကျင့်မှမှုကြောင့်ပါတယ်လို့တဲ့ဉာဏ်ဉာဏ်ထောက်ကကျင့်သူကျင့်သားများအတွက်လည်းပဲနားတာပါပဲ။ဘုန်းကြီးရဲ့ပင်ကိုဗီဇာကိုကနွမ်းပါတဲ့ကိုယ်ကိုနွမ်းပါတဲ့ကိုယ်တွေဘက်ကအမြဲတမ်းနေလေးရှိဘယ်လောက်နေလေးရှိလဲဆိုရင်အင်မတန်ချမ်းသာတဲ့တတိတွေကတရားဆင်းရဲနွမ်းပါတဲ့အလုပ်သမားတွေသူ့ရဲ့မတရားဘူးဆိုမောင်းချဘူးခွဲတကနဲ့ဘုန်းကြီးနဲ့ပြတ်သွားတယ်အဲ့ဒါအလုပ်သမားတွေပါသူကဟိုးဘုန်းကြီးတို့စကိုင်းဘက်ကဝါကြတကြီးကချင်းမြင်ထဲဆက်ရုံဝန်ထမ်းတွေဆိုဆင်းရဲတာပေါ့ဘုန်းကြီးတရားဘောရသူတို့မှတစ်နှစ်လောက်စိုးတရားဘောလေးတညပဲရနားတာအားမရတော့မလေးမျိုးလိုက်နာပြတယ်လိုက်ခဲ့ဖို့ကိုကခက်တယ်ပြည့်တယ်လို့လူဆိုတာသူများကိုလည်းကိုယ်စိတ်နဲ့ပဲနိုင်ဘုန်းကြီးကနွမ်းပါတဲ့ပုဂ္ဂိုလ်တွေဒုက္ခတွေကရုဏာထားတော့ဒီတတိတခါကြီးလည်းဘုန်းကြီးလိုပဲထင်တာမှန်လေရတရားဝဲပြီးတော့သူတို့ခင်ဗျာည10 နာရီမှဆိုတော့ဒီစကိုင်းရွာတကြီးပဲကားတွေပဲရှိတော့မှာအဲဆိုရင်ကိစ္စမကြီးလို့ဒီဒီကကြီးတိုင်းမှာပဲအိတ်ကြပေါ့တက်က4တဲ့တိုက်ကြီးအဲဒါလည်းဝမ်းသာအားရပေါ့5-9တော့ရှိအဲ့ဒါဘုန်းကြီးတော့မသိသေးစေသေးပေါ့ဓမ္မကြီးတွေဒီတိုင်းမှာပဲအိတ်ကြမယ်လို့ထင်တာဘယ်ဟောမနဲ့မှသိတယ်အဲ့တိုက်ပဲချင်းတတိယအဲ့လိုအခြေအနေမဲ့တွေသူ့တက်မဲ့ရအောင်ဆိုမောင်းချညာတွင်ကြီးဆင်းသွားတယ်။နောက်ဆုံးဘုန်းကြီးတူတွေရတာဘုန်းကြီးရဲ့ဗရဗုဒ္ဓခေါ်ပြီးတော့အေးရတယ်သူတို့ဘုန်းကြီးမပြောဘူးဖုံးထားကြတာ။ရန်ကုန်ရောက်မှတည်မင်းတို့စောစောကပြောပေါ့။နောက်တစ်ချိန်မန်းနေလို့ဘုန်းကြီးတော့အပြတ်ပြောလိုက်တကားကြီးလို့ဘု
ုန်းကြီးကိုကိုးကွယ်ရင်တခါကြီးနွမ်းပါတဲ့ပုဂ္ဂိုလ်ဒုက္ခတွေကိုလည်းကျင်နာလိမ့်မယ်နွမ်းပါသူတွေဒုက္ခရောက်တွေကိုတခါကြီးကရုဏာမေတ္တာမထားနိုင်ဘူးမဆက်ဆံမှုချော်ရင်လို့ဘုန်းကြီးကလည်းမကိုးကွယ်နဲ့တော့လို့ဘုန်းကြီးတွေအများကြီးပဲလို့ပြောလိုက်တယ်ပြီးတော့မကိုးကွယ်တော့ဘုန်းကြီးလည်းမကြွတော့အရင်ကဘုန်းကြီးစိတ်ထက်ပါနွမ်းပါတဲ့ပုဂ္ဂိုလ်ဒုက္ခတွေကူညီတယ်ဆိုတာဟန်လောက်တာမဟုတ်ဘူးနာမည်ကြောင့်လောက်တာမဟုတ်တကယ်ကိုယဉ်နေတဲ့ပုဂ္ဂိုလ်နဲ့ဆင်းရဲပဲလို့နွမ်းပါပဲလို့ဘုန်းကြီးကိုမွေးတော့ဘယ်လောက်ဆင်းရဲလဲဆိုအိမ်အောင်မရှိဘူးများအိမ်မွေးရအဲ့လောက်ဆင်းရဲတယ်ဒါကြောင့်ပူတိတဲ့ဆင်းရဲတာတွေပေါ်အောင်နောက်ဘုလိုတရားဟောပြီးဆိုတိုးတိပတဲ့ပြည်သိပြီးစားပါအကျဉ်းထောင်နဲ့ဘယ်သူမှသွားချင်မှလည်းဟုတ်တယ်မို့လားအမင်္ဂလာတရားတတ်မှတ်ထားတာလေဘုရားမတတ်မှတ်ဘူးဒါကြောင့်ဘုန်းကြီးတရားဟောပေးတဲ့နေရာဆိုရင်အင်္ဂါ၄ချက်ထဲမှာတစ်ချက်ပါတယ်လူမိုင်များတဲ့နေရာဖြစ်ရမယ်ဟုတ်တယ်လေမတ်တယ်လူကြီးမှလေးမောင်ဟောပေးမှာလေးမောင်ဝိသတွေဘာမှမဟောစရာမလိုပါဘူးဒါကြောင့်ဟောပေးတာလေသူတို့ဒီတရားတွေမသိလို့ထောင်းနဲ့ရောက်ကြတာပေါ့တိပန်တော့မရောက်တော့ဘူးလေအဲ့လိုဒီကြသူတို့ထောင်းနေရဘယ်သူမှသိမမှာဘူးဘုံမှရမှာဟုတ်အဲ့ကြောင့်ကြွပေးတာအဲ့ကြောင့်ခုတို့ပြည့်တဲ့များဒီတရားနာဝင်ရတာအကျဉ်းသားတွေလည်းကျေးဇူးတင်ကြပါတော့ကံကနေဟောမဲ့တရားကပါတယ်လို့စိတ်ကူးတဲ့စမ်းကြည်တော်ရာယာရိတံဝပတိပိဇံဒါရိတံဟရတိဖလံကလျာဏကာရိကလျာဏံဘာဝကာရိသဘာဝကံယာရိတံကျင့်သောသဘောရှိသောပိဇံမျိုးစေ့ကိုဝပတိစိုက်ပျိုးအံတာရိတံထိုမျိုးစေ့နှင့်အလားတူသောဖလံတိကိုဟရတိဆောင်တတ်ပါ၏ဧဝံတတ္တပမတံမူထို့အတူကလျာဏကာရိကောင်းသောမူကိုပြုလေရှိသောသူသည်ကလျာဏံကောင်းသောကျိုးကိုလည်းပတိခံစားရ၏ဘာဝကာရိသာမကောင်းသောမူကိုပြုလေရှိသောသူသည်လည်းပဲဘာဝကံမကောင်းကျိုးကိုလည်းပတိခံစားရ၏ဣတိဟိသောဘဂဝါဘုံတော်၆ပါးသည်မြတ်ခြင်းကိုတော်မြတ်ကြီးသည်ဩဇာကရုဏာရှိထားမြတ်တာအဖြစ်ဟောကြားတော်မူခဲ့ပါ၏တည်းအဲ့ဒီဒေသနာကမြတ်စွာဘုရားကိုတော်မြတ်ကြီးကစေကူးတဲ့စမ်းကြည်တဲ့အရာဆိုတာကံတရားလို့ပြောနေတာပါပဲချိုးတဲ့မျိုးစေ့ဆိုင်ရင်ချိုးတဲ့သည်စားရမယ်ခါတဲ့မျိုးစေ့ဆိုင်ရင်ခါတဲ့သည်စားရမယ်အဲ့ဒီဥမာတိုင်းပါပဲစိတ်ကောင်းစေတနာကောင်းတဲ့ကုသိုလ်လုပ်ရင်ကောင်းကျိုးခံစားရမယ်စိတ်ဆိုးစေတနာဆိုးနဲ့မကောင်းတဲ့အကုသိုလ်လုပ်ရင်ဘာခံစားမကောင်းကျိုးခံစားရမယ်ဒါပါပဲအဲ့တော့ဘုရားဘာသာမှန်တယ်များကာမတက္ကတာတမ္မာဒိဋ္ဌိအမြင်မှန်လေးတော့အပြည့်အဝရှိတယ်စောစောကကာထာအဲ့ဒါကိုပြောတာပဲကောင်းကျိုးဆိုတာကုသိုလ်ကြောင့်ဖြစ်ရမကောင်းကျိုးဟာအကုသိုလ်ကြောင့်ဖြစ်ရတာကိုကင်ထားလိုက်ဘယ်ဘက်မှာရိုင်လည်းမသွားစေနဲ့ပေါ့ညတော်အပြင်တို့ပြည်သားများကတော့ကပရိဒီဝါဒီကျုံလာပြီဆိုရင်အဲ့ဒီအချက်ကြီးကိုမေ့သွားတတ်တယ်ဆိုမှအိမ်တော်ကြီးစီးပွားရေးလူမှုရေးကျန်းမာရေးတွေဒုက္ခနဲ့ကြုံပြီဆိုရင်နားလိုက်လေဒါမကောင်းကျိုးပေးနေတာလေအကုသိုလ်ပေါ့အဲ့ဒါဆိုရင်ကုသိုလ်ပို့လို့ရတယ်ကုသိုလ်ပို့လို့ရဒါနပို့ယူသီလပို့ဆောက်တည်ဘာဝနာပို့ပွားအကုသိုလ်မီးလောင်နေဆိုတော့ကုသိုလ်ရင်နဲ့ကျင်းရမှာအဲ့လိုမှတော့ဟိုခွေတဲ့ဆရာကြီးပြီးဒီနတ်ကတော့ရှိသွားဟိုကြမ်းမြည်ကြီးရောက်တဲ့အခါပစံတွေကိုလို့ဒုက္ခတွေအဲ့လိုမှဖြစ်စေတောင်ဆုံးနဲ့စုပ်ကင်ထားပေါ့တချို့ကမဟုတ်တဲ့အယူဆွဲတွေဖြစ်တတ်တယ်ဘုန်းကြီးဒီကုသင်တပါတောင်းတာမှကြုံမှုတွေသူအကြောင်းထိုင်တော့သူဘုန်းကြီးကဝါတော်ငယ်နဲ့ပြန်တော်မူတာတက်တော်60ပေါ့ဝါတော်40ပြန်တော့အဲ့သူအကြောင်းသွားထိုင်ရတည်းကြတော့သူအကြောင်းဝင်ရကျေးတယ်အဲ့ဒါဘုန်းကြီးပြောတဲ့အခါအရှင်ဘုရားလို့ကျောင်းသားကိုယ်နေများတယ်လို့မပြောသေးပါလေဆောင်မပြောဝင်နေစိုက်ပါလားဗျာလို့ကျောင်းကျေးရွေးတယ်ကျောင်းသားတွေစိုက်ခိုင်းပေါ့
အဲ့ဒါငါပြော3-4မိနစ်တွေ့တယ်ဟာဥဆုံးတော့ဖြစ်ဘူးတဲ့တပည့်တော်ဦးဝိဇ္ဇေဘုန်းကြီးတော်ငါပြောပင်ဆိုင်လို့ငငယ်လေးနဲ့ပြန်တော်မူတာဟောဗျာပြန်တော်မူတာငါပြောပင်ကြောက်ဘုန်းကြီးအဲ့ဒါဘုန်းကြီးတကယ်ချင်းအဲ့ဒါသူအကြီးတန်းအောင်ဝိဇ္ဇာဆရာတန်းဆင်မယ်တို့ပြတာပြန်ငါပြောပင်ဆိုင်လို့သိတယ်တော့ဖြစ်နိုင်ပါဘုန်းကြီးရှင်ငါပြောတယ်ဘုရားဖြစ်တဲ့တရားအောင်ပါဟောသိထားတာကိုဒါနဲ့ဆရာတို့ပြန်ရှင်ဘုရားရဲ့လို့အရှင်ဘုရားကဟောဒီရွာတကာတော်မတွေကိုဒီကံအကြောင်းနဲ့ဉာဏ်အကြောင်းနဲ့ဟောရမှာလေလို့ဟုတ်လို့ရှင်ဘုရားကိုယ်တိုင်ဟိန္ဒူဘာသာဝင်ဖြစ်နေရတာလို့ဒီလိုမျိုးပါရှင်ဘုရားအဲ့အတိတ်တွေနဲ့မိတ်တွေဟောတရားတွေဆိုတာဟိန္ဒူဘာသာဘုရားဘာသာမှာအရှင်ဘုရားဘုန်းကြီးတာငယ်လေးနဲ့အသက်တူတယ်ဆိုတာဘုရားဟောရှိပြီးသားလေဥဒိဘာနတာပါဠိတော်ဆိုလကံဝိမောဟတော်မှာဘုရားဟောပြီးသူကလည်းဟောတာမြတ်စွာဘုရားကအသက်တူတာဟာသူများတတ်တယ်လို့အသက်ရှိတာဟာသူများတတ်မတတ်ခဲ့လို့သူများအသက်ရှိရခြင်းကြောင့်စီးတယ်လှူခဲ့လို့အသက်ရှိတာဘယ်ဟောပြီးသားလေအဲ့တော့အရှင်ဘုရားဘုန်းကြီးအသက်တူတာရှင်းရှင်းလေးကသူများတတ်ခဲ့လို့ပေါ့အဲ့ဒါရှင်ဘုရားကငါပြောဝင်ဆိုင်လို့အသက်တူတာဆိုတော့အရှင်ဘုရားဒီသင်္ကန်းရဝတ်ထားတော့လည်းပဲဘုရားဘာသာမဟုတ်တော့ဘူးကံမယုံတော့ဘူးလို့ငါပြောဝင်ယုံရတာလေဒါမျိုးဒီလောကမှာအများကြီးမရှိဘူးလားရှိပါတယ်ဗျာရှိတယ်မဟုတ်တာကြောက်ယုံကြတာအဲ့ဒါအယူဆတွေမမားနဲ့တချို့ကလာပြန်တယ်ဖို့ဝင်လို့ရှိရင်ဆင်းရဲပြန်ရောဘာလို့ဆင်းရဲမှရိုက်ပြီးတော့ချင်းဟင်းတစ်ဖက်တော့မရသေးဘာမှမဆိုင်ဘူးနှလုံးကစားမှလောင်းကစားလုံးမှအတုံးချုံကြမ်းမှအသာဥစ္စာအပြောပါလိုက်စားမှဆင်းရဲမှာပေါ့အဲ့လိုသိရတယ်လာပြန်သေးတယ်အဲ့ဒါအိမ်နေတဲ့နေရာမှာပြားဆိုရင်ချမ်းသာပြန်ရောအပြားမဆိုတော့ပြားဒုက္ခမှာဆေးုံတက်ရအောင်ဘာမှမဆိုင်ဘူးကိုယ့်ဘက်ကိုစီးပွားဥစ္စာရှာမှအတုံးမြုပ်တင်းမှချမ်းသာမှာဟုတ်တယ်မို့လားအဲ့လိုကိုယ်ပဲဉာဏ်နဲ့ရှင်းရတယ်တခါလဲတွေ့ဘူးသေးတယ်ဘယ်မှာလဲဆိုတော့ဘုန်းကြီးတို့ခုတော့နေပြီးတော့ဟိုတော့ပြင်းမနာအေးလာဆိုတဲ့မြို့လေးအဲ့ဒါရွာသွားဟောတော့နှစ်ထပ်ကျုံအိမ်ကြီးပြခေါင်းလိုက်တာပေးတဲ့လူကြီးနေမဲ့လူမရှိတော့လေပြည့်စည်စာပြီးဟဲ့ဘယ်လိုဖြစ်တာတော့ဟာလို့ဆိုတော့ဆရာတော်ကြီးတဲ့အိမ်ကြီးဆောက်ပြီးမှတဲ့အဲ့ဒါလင်းတာလာနာလို့တဲ့အိမ်ရှင်တွေကခိုက်မှကြောက်လို့မနေတော့ပြစ်ထားတယ်တို့စဉ်းစားတော့ခိုက်တယ်ဆိုတာမကောင်းကျိုးပေးတာပေါ့ဟုတ်တယ်မဟုတ်လားလူသေးတာစီးပွားပြတ်တယ်ဉာဏ်လေးရှင်တွေးကြည့်လိုက်စမ်းအဲ့ဒီမကောင်းကျိုးကိုလင်းတာပေးမလားဟိုက်ဟာကုသိုလ်ပေးမလားအဲ့လိုသိရမှာလို့ဘုရားဘာသာဆိုမကောင်းကျိုးကအကုသိုလ်ပဲဘယ်လိုလဲဒီလင်းတာပေးလို့ရမှာတော့သူကသူတိုက်ဆိုင်လို့အတောင်ညောင်းလို့လာနာတာဟုတ်တယ်မဟုတ်လားအဲ့လိုသိဖို့လိုတယ်တချို့ကလာပြန်ကြည့်တယ်ငှက်ဆိုးထိုးရင်လူသေးပြန်ရောတနေ့ကဘုန်းကြီးကြောင့်ငှက်ဆိုးကြီးလာအောင်သူကဟောပါပြီလို့ဘုန်းကြီးမသေးပါဘူးဟုတ်ဘူးလူတွေကမဟုတ်တာလျှောက်ဆိုတဲ့လူသေးတယ်လည်းမကောင်းကျိုးလေးတဲ့ပြည့်မကောင်းကျိုးပါအောင်အဲ့ဒီငှက်ဆိုးကြောင့်တရားမှလားအကုသိုလ်ကြောင့်တရားအခုတော့လည်းဉာဏ်တော်တက်နေဘုန်းကြီးရှင်းဖို့ထင်ပါတယ်ဒီလားနောက်ကြုံလာလို့အဲ့လိုဉာဏ်ရှင်းပါသေးလားပြောရမယုံအောင်ပြောရမယုံနဲ့အဲ့တော့ဘုန်းကြီးကပြောဥပါတယ်ဒီတရားတော်မတွေဟာလို့ကံတရားမယုံတော့စဘာမတဲ့လူယိုကြီးလိုပဲလူယိုရဲ့ရည်သားစကားလိုက်ပြီးတော့သူဘုရားလည်းမကြိုက်ဘူးလေကြံရက်ဖြစ်ကောင်းမလေးလည်းကုန်းပြီးနောက်ဆုံးတစ်ယောက်လိုက်အဖြေတောင်းကောင်းမလေးလည်းကျမညီမပေးတာရှိတယ်ဒါလည်းမရောက်လိုက်အဖြေတောင်းကောင်းမလေးထွက်တယ်စေဆိုတော့ကောင်းမလေးအပြင်မထွက်ခင်စာရေးထားတယ်လေ၃ချောင်းနဲ့တွေ့ချင်းစိုးတယ်ကလနာနဲ့နောက်မြင်ကတ်တယ်အဲ့စာယူတော့ထွက်တယ်ဟိုကောင်ပေးကိုအဖြေပြီးပါရော့လို့ဆဲတဲ့စာပေးလိုက်သူမဖတ်ရသူပြောသွားတယ်အဖြေမှတ်လို့အာယဝန္တာအိမ်ပြန်ပြေလူလိုမျိုးစိတ်နဲ့မြင်ကြည့်ရကာယပြေးသွားဒီခါတော့ငါစုံပြီးပေါ့လေတခါတဲ့အဲ့ဒါငွေရည်ပေါ်ဟိုဆိုပလက်လန်ချစာအုပ်ဖြန့်ပတ်ဟိုမှာရေးတာကတေချင်းဆိုတဲ့ကလနာတဲ့တောင်းမြင်ကတ်တယ်သူကဖတ်ကြလိုက်တယ်တေကြီးစီတဲ့ကန္နာလန်ကစောင့်နေပါမယ်တဖုံးမှာမမားတွေကြီးအဲ့တော့ဒီနေ့ခေတ်ဘုရားဘာသာတွေအဲ့လူမျိုးကြီးတွေပါဇာတ်တွေမှားနေကြတယ်ကံအကြောင်းသိမသိတော့ဘူးနော်အဲ့လိုအယူဆတွေမမှားကြနဲ့ပြန်ပြောမယ်ကောင်းကျိုးဟာကုသိုလ်ကံကြောင့်ဖြစ်တာကောင်းကျိုးဟာမကောင်းကျိုးဟာအဲ့ဒါမမေ့နဲ့အခုတို့ဒီမြင်းနဲ့မှာနာရီခင်းတွေပါတွေပေါ်ပြီလားဘယ်တော့ဝမ်းသာစရာကောင်းတချို့ကလာရှိသေးတယ်အဲ့ဒီနာရီကားတွေ
အာတုဘယင်နေအိမ်ရှိရရင်ဆန်းရှိရရင်အိမ်နေချမ်းနေလက်တိတ်တယ်တဲ့အလားမခံဘူးအိမ်ရှိမြင်အဲ့နာယေကအာတုဘကပြက်မှတိတ်ကြောက်တာဟုတ်တယ်မဟုတ်လားအဲ့ဒါအယူဆမှားတယ်လေတို့ပြတဲ့ထင်တာကအာတုဘမြင်ရင်အာတုဘရင်မြင်ရင်အမင်္ဂလာလို့ထင်တာမဟုတ်လားအဲ့ဒါအယူဆမှားပဲဒါဆိုရင်မင်္ဂလာနဲ့အမင်္ဂလာဘယ်ချက်နဲ့တတ်မှမလဲတဲ့အချင်းချုပ်ကတော့ကုသိုလ်ဖြစ်ရင်မင်္ဂလာကုသိုလ်ဖြစ်ရင်အကုသိုလ်ဖြစ်မှအဲ့တော့အာတုဘရေကိုမြင်ကြရုပ်လောင်းအာတုဘတည်တဲ့ဟာကြီးမြင်မြင်အာတုဘရေမြင်မြင်နိဗ္ဗာန်ရေမြင်မြင်ညာတော့ပြင်တန်ဝေကဖြစ်တယ်လေငါလည်းသိရမှာပါလားဟုတ်တယ်မဟုတ်လားအဲ့တန်ဝေကဆိုကုသိုလ်လေဒါကြောင့်ရုပ်လောင်းမြင်တာအာတုဘရေမြင်တာနိဗ္ဗာန်မြင်တာမင်္ဂလာလို့မှဆက်မပြည့်တယ်ကိုယ်သိရင်တရားအမှတ်ရတာမင်္ဂလာပဲတချို့အဲ့ဒါမသိတော့လေအဲ့ဒါကိုလက်တိတယ်လို့ထင်တဲ့ကြည်တဲ့အနာခံတဲ့တခါကြီးတယောက်ဖမ်းမျိုးကဥအောင်မြင်နာယေကလည်းသူကစတာအောင်မြင်လိုက်တာတော်ဝဲဆော်ယူပိုင်နောက်ကြတော့ပါကဲကဲကြည့်တော့အဲ့ဒီနာယေရင်ပြည့်စည်တော့လေအတုဝတင်တဲ့ကားကိုတခြားဝဲဆော်တွေကမပြင်းနိုင်ဘူးတိုးဆိုင်လက်တိတ်တယ်ကြည်စမ်းအဲ့ဒါအဲ့ဒီတခါရခဲ့သူရောအပြင်ကြီးနေကွာငါဆိုင်မှာပြင်တယ်အကုန်ပြင်ပေးရှာတာလေးစားကြမကောင်းဘူးလားတတိပြပြရစီဒီတကာတော်မတွေကဗုဒ္ဓဘာသာဘုရားတပည့်တွေလေဒေဝရတပည့်မဟုတ်ဘူးဘုရားတပည့်ဆိုရင်အနိဋ္ဌခံဘုရားအနိဋ္ဌခံခဲ့တာကိုယ်အနိဋ္ဌမခံတဲ့ဘုရားအနိဋ္ဌခံတဲ့ဘုတော့လေးစားရမယ်အားပေးရမယ်ကိုယ်ကြည်တဲ့ကိုယ်လည်းပဲမပြင်ဘူးပြင်တဲ့လူလည်းသွားမှအားမပေးကြဘူးဝိုင်းပိတ်လိုက်ကြတော့ဟိုမှာဒုက္ခရအောင်အတာသနာဒေဝရတပည့်ပဲတိုးတော်ဒီတခါကြီးအားမလျှော့ဘူးဒါပြင်းရင်းနဲ့နေဆိုခွင့်ရတာကိုခွင့်ရတဲ့ပြန်အဆင်ပြေချမ်းသာအဆင်ပြေပါလေနောက်တော့မြင်းညံတဲ့နေဆိုမန်းလေးမျိုးဟာပြောင်းပြောမယ်ဘုန်းတော်ကရန်ကုန်မန်းလေးလမ်းနဲ့မန်းလေးမျိုးဝင်လို့ရှိရင်ဓမ္မဒါနရောက်ခံနေညာဘက်ကိုကြည့်ပြီးလာခဲ့ကြထေရနာကဖေးဆိုတာတွေ့လေတပည့်ရေးဆိုင်တောင်းအောင်မြင်ဘာကြောင့်အောင်မြင်လဲဆိုတော့ဗုဒ္ဓဘာသာပြည်သားလို့သူတို့ဆိုင်တာလေနာရေးရင်မှန်တယ်မြတ်အာတုဘရင်မှန်တယ်မြတ်ဆိုင်အကုန်ရက်လာပြီးသုံးဆောင်ကျန်တဲ့လက်တွေ့ဆိုင်တွေဘယ်ဆိုင်မှာအာတုဘရင်ရက်မခံသူဆိုင်ရက်ဆိုင်ရှိလေရအိမ်ထဲပါဝင်ရအိမ်ချမ်းလည်းကြည့်အဲ့လိုနာရေးအဖွဲ့မှန်တယ်မြတ်မန်းလေးမှာ29ဘောလောက်ရှိတယ်သူရှိအကုန်ရက်လာကြအဲ့လိုနာရေးအဘောပုဂ္ဂိုလ်များဆိုသူတို့ကလေလက်ဖေးဟိုရမောဘုံမိဘုံနဲ့အကုန်စားသူတို့လင်မယားနှစ်ယောက်ကိုယ်တိုင်လည်းပဲအများကြီးကိုယ်တိုင်မှာပါတယ်အဲ့အမျိုးသမီးကိုယ်တိုင်လူနာတွေကောင်းမွန်ပို့ပေးတယ်အဲ့ဒီရစားသူတို့ကားအောင်မြင်တာဘယ်လောက်ဒီမြန်အောင်မြင်လိုက်တယ်ဆိုရင်သူတို့နဲ့ကလန်လန်မှာမိုးစလင်လက်ဖေးတိုင်ရှိတယ်အဲ့နဲ့မိုးစလင်နဲ့ကသူတို့ဆိုင်မှာလာတော့ကြစားကြတယ်ဒီလက်ဖေးမုံတယ်သူချမ်းသာနေပြီလေဒီပြည့်တဲ့ရင်တော့တင်တယ်လို့အာတုဘရင်နေရက်ရင်အိဗယ်ရင်နေကိုယ်အိမ်ရှိရက်လို့ချင်းလက်တည်းဆိုတာဟုတ်သေးလားဟုတ်လို့ကိုယ်မချမ်းသာနေပြီကိုယ်လေးစားမိတယ်အဲ့ဒီကမှမတော်ဆိုးဆိုးငြိမ်သူတို့တော့ဥကျော်တခါမှဆိုအာတုဘအဲ့လိုပေါ့သူတို့ဒါကြောင့်ဘုန်းကြီးနိုင်ဖို့တွေမြန်လေးစားတယ်ကိုယ်မလုပ်နဲ့သူလုပ်နေတာဟုတ်တခါမှဆိုအဲ့ဒါအာတုဘကဟိုလေးတဲ့ပေါ်တယ်မှာဟိုကလေကကြီးချင်းလေးတချို့များအဲ့အာတုဘသူတို့ကိုယ်တိုင်ပွေပြီးတော့ယူပြီးတော့တချို့ပေးရတာအဲ့လုံးနဲ့ချင်းနဲ့မအားပေးဘူးဒီကအခမဲ့ခွင့်ရတာနော်အဲ့လိုလေးစားထက်တယ်လေတခါမှလည်းလူပဲသူကအလူမီနီယံခေါင်းကြီးနဲ့ထည့်ပြီးတော့ပေါ့လေတင်းညံ့ညတော့အခေါင်းကြီးနဲ့ထုတ်ပြီးတော့ထည့်မယ်လို့အောင်မလေးအဲ့လိုအဲ့ဒီကြီးတန်းလက်ကားကူတာတောင်မှအာတုဘအရှင်ကသူသမီးအလောင်းဟိုတဲ့ဒီတိုင်းမထည့်ရဘူးတဲ့အဲ့ဒီလူမီနီယံအခေါင်းကြီးပါမြေမြုပ်ပြရဘယ်ဖြစ်မှတော့ဒီခေါင်းကြီးကတသိန်းက2သိန်းတန်တဲ့ဟာကြီးလေဒီတိုင်းမျိုးဟာမယောင်းမြောက်တဲ့စုပ်ကိုပါတဲ့အပြင်းထန်ကြီးတမ်းမဟုတ်ဘုန်းကြီးအောင်တော့သူတို့မို့စိတ်ရှိတယ်ငါတော့မလွယ်ဘူးငါတို့နေရင်ဒီမိမှာလို့သိလားဘုန်းကြီးသူတို့စိတ်ရှိမှမတင်ဘူးသိလားကိုလည်းကူညီရတယ်လေကိုပြန်ပြန်မရန်လို့
အဲ့ဒီမှာပုံမြုပ်ပြရမယ်ဒါဆိုမနေ့တောင်းမှအဲ့ဒါလျှော့တယ်အဲ့ဒါတော့မှအဲ့လာကူကြီးအဲ့အမျိုးသမီးတွေကိုဘယ်လိုခဲ့ကောင်းမစုပ်တွေလာကြညီတို့ခေါင်းကြီးကမှပြန်ယူတဲ့အဲ့မစကုညာပြန်ပြောချင်တယ်တော်ရဲတဲ့ကျမတို့ကောင်းမစုပ်လို့မခေါ်ပါနဲ့တဲ့ကျမတို့ကမသားတွေအမြဲတမ်းမလို့မသားမလို့ခေါ်ပါဒီစံသူစိတ်မဆိုးသေးလားဘုန်းကြီးကပြရရင်သူကမသားမလို့ခေါ်တယ်သူကပြုံးမယ်မသားအမြဲတမ်းမလို့နော်ဒါကြောင့်ဖြစ်တယ်လို့နားလဲကြစမ်းပါအခုစပြောကြတော့အသက်တူတာဟာသူ့တက်ခဲ့လို့အသက်တူတာပါလေဒါကအသက်ရှည်တာကြတော့သူများအသက်ကိုမတက်ခဲ့လို့အသက်ရှည်တာကြတော့အခုအသက်တူတဲ့လေရင်ပိုင်းလို့ညီကိုတော့အကြောင်းပြောပြမယ်ဘုန်းကြီးတကားတွေပါဘယ်လောက်အောင်စရာကောင်းလဲ3ယောက်လုံးလေရင်မောင်းတာ3ယောက်လုံးလေရင်ပြက်ကြလို့တည်းတစည်းစီဒါကြောင့်ပြောတာပေါ့စိတ်ကူးတဲ့ဆန်းကျင်တာဗာတရားပါလို့ကံတရားညီကိုတော့ဆိုကြပါလို့မောင်းနေမောင်းပြူမောင်းပြပေါ့မောင်းနေအငယ်ဆုံးထားပေါ့အဲ့မောင်းနေကခြေတန်းမှာလေတန်းကလေတွားတော့မှတာသူတို့လေအောက်ကပြစ်ချတာထိသွားတယ်လေပြစ်ချသွားတယ်ထိုးဆိုင်ကြတဲ့တို့2ယောက်ပါတယ်အတူပဲတည်သူနောက်ကလူတော့ကမတည်ဘူးအဲ့ဒီတော့အရာရှိဖြစ်အမောင်းအငယ်ဆုံးတယောက်တည်သွားအောင်အဲ့ဒါကြပါစို့ခြေတန်းမလို့ပေါ့ခြေသားကြီးနောက်ကအဲ့ဒီမောင်ကြီးရဲ့အကူမောင်ဖြူကြတော့ကိုကျိုးကြီးတင်ဦးတို့နဲ့ဟောအဲ့ဒီကိနဲ့တော့ပြက်ကြံသွားတယ်လေပါသွားတယ်ဒီကသူ့အမေဆိုရင်ကျိုးကိုတားတော့ရင်မြောက်တည်သွားပြီလေအဲ့တဲ့နောက်ဆုံးကျတဲ့မောင်ပြကြတော့ဒါသူသားလည်းလေမောင်းတာမမောင်းနဲ့တော့သားတို့မှလေရင်ပြက်ကြပြီးတော့တေးမဲ့ကန်တွေပါနေပြီအမေဒါကိုစိတ်မချဘူးအဲ့သူသားလည်းဆိုမကျွန်တော်မမောင်းတော့ဘူးဒါနဲ့လေတက်ကထွက်လိုက်တယ်ထွက်ပြီးတော့သူသားကစီရင်လာမှလူကြီးဖြစ်တာပဲမန်းလေးမှနေသွားတာချမ်းသာတော့ပါတယ်မန်းလေးကတတိလူမိနေရတော့ကလေး3ယောက်တော့ရတာပေါ့အဲ့လိုနေနေတည့်ရကြတော့သူရန်ကုန်လာပြီးတော့ခုတနေ့ကဘုန်းကြီးဒီလာကန်ကြီးမှာ20နှစ်မောက်ကလေးတရားဝဲလူချင်းရတာဥဇော်ဝင်းထွန်းသူ့လာတော့လက်မှတ်ထုတ်ကန်အဘာကိစ္စတော့ငါလေးပြန်မောင်းမလို့ဒီနေ့အာဟုလို့ပြောပြတာနော်ကဲသူချမ်းသာနေပြီတိုက်တယ်ချမ်းနေငွေတကားချမ်းသာနေမလိုအပ်တော့အဲ့နဲ့အဲ့ကိုစောင်းတော်ပြောတယ်ဟာတကယ်ချင်းရတဲ့မင်းမာဒီမှာချမ်းသာနေပြီပဲတဲ့ငွေတွေလည်းပါတော့ပေါ်များနေပြီဘာလို့အနေနဲ့များတဲ့ဒီလင်ပြန်မောင်းနေတာတော့မဟုတ်တကယ်ချင်းရတဲ့ငါသားတွေကြီးလိုက်ရင်ပေါ့ငါသားတွေကြောင်းတက်တဲ့အချိန်မှာမင်းတို့ကဘာလုပ်လဲဆိုရင်စီပင်လုပ်တယ်ဆိုတော့ငါမပြောမခံချင်ဘူးငါတို့ကလေရင်မောင်းတာလေရင်ပိုင်းလို့ပြောသိချင်တာကွာအဲ့တော့ငါပတ်စံပြီးပြန်မောင်းချင်တယ်ကြီးစမ်းပြတယ်တေးချင်းလို့ရတာအဲ့ဒါနဲ့သူလက်မထိုးပြလိုက်သူကပဲမလေးရှားနဲ့အင်ဒိုနီးရှားအဲ့ဘက်သွားမှာအဲ့တခါတော့အင်ဒိုနီးရှားကလွတ်တော်အမတ်တွေပါပါတယ်သူလေရင်မောင်းလာအဲ့မှာတင်ဂျာတူဥဒုဆိုးတဲ့ချိန်နဲ့တွေ့တော့ခါတယ်အဲ့ဒီတောင်သူလေရင်တောင်မနဲ့ဝင်ရမ်းပြီးတော့ပေါက်ကွအကုန်သေးဒီစညီကို3ယောက်စေကူတဲ့ဆန်းကျင်တော့ရာပါပါလေပါတရားလေကံတရားကြီးစားပြည့်တယ်သူဆိုတဲ့ချမ်းသာနေပြီလေမမနေလို့မရဘူးလားရတယ်သူမောင်းကျင်နဲ့တေးကျင်တာလေသူတို့လည်းသူတို့ရဲ့အတိတ်ကတတ်ခဲ့တဲ့ကံတွေပါတော့မင်းတို့ဟောရတဲ့40ကျော်မှာတေးကြရမယ်တတ်မှတ်ပြီးတဲ့ကံတွေအဲ့တော့မောင်းစရာမလိုပဲနဲ့ကိုမောင်းကျင်နေတာလောက်အောင်ကောင်းလေအဲ့တဲ့အောင်စပြောပြောအောင်အများကြီးကျန်တယ်နောက်တစ်ခုကျတော့သူများတက်ခဲ့တဲ့ကံမပါတော့ပြည့်တဲ့လူလေရင်ပြက်တာတော့မသေးတော့ပြောမှာအဲ့ဒါအခုဒီလာကကြီးတင်းနဲ့မနေ့ကတရားဝဲအလူချင်းရတာဥဇော်ဝင်းထုံးဘယ်လေတက်ကနောက်သူလေတက်ကနေတော့သူကအခုလေရင်ပိုင်းလောက်ကိုမြန်မာလေချောင်းမှာဝယ်မောင်းတယ်ဘောကလေရင်တွေပဲပေါ့ဒီကနေ့2လလောက်ကမှအကြသေးဘူးသူတို့လေရင်ကဘုန်းကြီးတို့ဟိုရှမ်းပြည်နယ်ဟဲဟိုကနေပြီးတော့
ဘုရားမျိုးတော်မေးတော့အဲ့မျိုးသူဆင်းဖို့ပေါ့ရှမ်းပြည်နယ်မျိုးတွေထားကြပါစို့အဲ့မျိုးတစ်မျိုးတော့အဲ့မျိုးကလည်းတနားရီနဲ့15မိနစ်လောက်မောင်းမယ်လေရင်ခီးပေါ့ငါးလေးနဲ့ရံကုန်လောက်ပါတက်ရောက်ပြတက်ပြီးတော့ပြီး1000ကျော်အရောက်ပေါ့မိနစ်20လောက်လေးရှိတယ်ရောအဲ့ဒီအင်ဂျင်လုံးပြတ်သွားပန်းကမလဲတော့အလိန်ဆောင်းဆောင်းကဖြစ်သွားပြီလေဒီနေရာအဲ့ဒီတကတော်တယ်ပြည့်တဲ့လူတွေရဲ့တဏ္ဍာလိုချင်တဲ့လောဘရဲ့စိတ်ဆိုးတဲ့ဒေါသအဲ့လောဘဒေါသတခုဝင်သွားပြီဆိုရင်လေအမှန်မတွေးနိုင်တော့ဘူးဒါကြောင့်အကြောက်အားမကြီးနဲ့အကြောက်အားကြီးတဲ့ဆိုတော့ဒေါသဖိစီးသွားတာအဲ့လိုလောဘဒေါသတခုဖိစီးသွားရင်မှန်မှန်ကန်ကန်မတွေးခေါ်နဲ့သူကမှန်မှန်ကန်တွေးခေါ်နေတယ်အကုန်ကြောက်နေကြတယ်ဒါအင်ဂျင်လုံးပြည့်ဆိုမလွယ်တော့ဘူးလေသူကားဆိုတာကဟုတ်လားဟိုဘေးနားမှာရက်အခုကလေးပေါ်မှာပေ1000မြင့်ပေ1000ကျော်တယ်ဟိုလည်းတော့မရောက်တော့အော်မိုင်းဆက်ကိုမောင်းတာမိုင်းဆက်မျိုးအဲ့တော့သူချက်ချင်းသူကြည့်လိုက်တယ်အနည်းဆုံးမှာဘယ်လိုဆင်းမလဲဆိုတော့ပါသေးအဲ့မှာနတ်မဆန်မှာလဲစစ်လိန်ခွင့်ကြည့်တယ်စစ်တဲ့တော့လိန်ခွင့်တော်တဲ့သူကတတိယအောင်အဲ့မှာလည်းအဲ့လိန်ခွင့်ဆင်းမှချက်ချင်းကြောင်းကြ6မိနစ်တော့ရောက်အောင်ဆင်း6မိနစ်ကျော်သွားဟုတ်လားမနေ့ထိုးဆင်းရတယ်လိန်ရင်းရင်းနေကြတယ်သူတို့လည်းဆရာတော်တော့မလွယ်ဘူးတဲ့အဲ့ဒီမြန်မာလေကြောင်းကအဲ့ဒီဖောကလေနေရနေ့ကကြာပြီးပြည့်တယ်အဲ့တော့ဒီအင်ဂျင်နဲ့လုံးလုံးကောင်းတာတော့မှအောက်ဆင်းတဲ့အခါမှာတစ်ခါလေးဘေးညာဆွဲသွားတဲ့အခါတချို့လေလန်းချတာတွေရှိတယ်ဟိုကတလုံးပြက်နေပြီလေမင်္ဂလုံးမလဲတော့အင်ဂျင်လုံးပြက်သွားတရင်တရင်ဆင်းတယ်ကန်ကောင်းတယ်ပြည့်တယ်ဟုတ်လားဘာမှဖြစ်ဘူးဗျခါတဲ့ပြေးလောင်တက်ကြတယ်ပြီးတော့မှရှင်းသွားတယ်တချို့ဆိုလို့ချင်းသူ့ရဲ့ဒီလေရင်ခိုင်းတာကြွကျင်မှုကြောင့်တချို့ခရီးသည်တွေကအင်ဂျင်ပြန်မှကိုမသိဘူးတဲ့အဲ့ဒါဒီလေရင်မောင်းတဲ့လူကများဇောချွေးပြန်အောင်လူ60ခရီးသည်60အသက်ကိုကြတဲ့တချို့ကမသိရန်သွားတူတယ်ဘာလို့သွားကျင်တာမိုင်းဆက်ဘာလို့နာမတန်ဆရာတော်ကမဲ့လေရင်မောင်းတော့လာပြီးတော့ဆဲအောင်လို့သိလားပြီးတော့မှအင်ဂျင်ပြတ်တော့အဲ့ကြမှာလန့်ပြန်ကုန်တာပြတ်သွားတာဒီနေ့ပြည့်တယ်လို့ဒီဘက်လည်းနဲ့ဒီကခရီးသည်တွေကြီးကတော့အောင်းနေလို့ပါတာသူကြတော့သူများတကူတက်ချင်းမှရှောင်းနေကြတဲ့ကန်းလေးသူများအသက်ရှည်ရရှည်ကြောင်းစေဝါလူဝင်တဲ့ကုသိုလ်ကံတွေကြည့်တော့ဟောအင်ဂျင်နှလုံးရှိတာအင်ဂျင်လုံးပြတ်တာတော့မှသိရလားသိပါဘူးဗျာဒါကြောင့်စိတ်ကူးတဲ့ဆန်းကျင်တာပါပါလေကံတရားပြည့်တယ်အဲ့တော့ပြည့်တယ်များလည်းပဲခရီးသွားရင်တော့ဖြစ်နိုင်တော့ပုဂ္ဂလိကလေးချောင်းစီးကြပေါ့မြန်မာလေးချောင်းတော့တိတ်မစီးနဲ့အစီနဲ့စီးကြပါမြန်မာလေးချောင်းစီးတော့ကုသိုလ်ပို့ရဟောတော့လေမောတိုက်တဲ့နမိုးတွေရောရတာဟုတ်အဲကုသိုလ်အမြဲတမ်းရောက်တဲ့ဒီကုသိုလ်ရနောက်လေမောတက်ခံလို့ချင်းလက်ဦးချီရတယ်လေရင်ကိုတဲ့အသက်ကြီးကိုအသက်46လေရင်56လောက်ရှိတာဟုတ်ကိုတော့ပြတော့မြန်မာလေးချောင်းလည်းအဲ့ဒီလေနဲ့မသုံးတော့လို့ကြားပါတယ်ဒီလားဒီနေ့ကဘုန်းကြီးတို့ဖြစ်ဘူးတရားမြန်မာလေးချောင်းတာပုဂ္ဂလိကလေးချောင်းများလို့စီးရတာအေးတယ်မြလေရင်ကလေစက်နိုးတာစားနေတာပါနဲ့မတက်ရဘူးအဲ့တော့ဒီကတော့သွားပြီးထင်တယ်ပေါ့စဉ်းစားတယ်လေဘုရားတော်ငါမေတ္တာနဲ့သိမလားအတုကနဲ့သိမလားပေါ့နော်တခုလို့ရတယ်ရွေးရတာပေါ့သိမလားတော့ဘာတိကိုပြစ်တော့မကြောက်ဘူးလေလားအောက်ဆင်းတဲ့ခါလေးကိုရိုင်းထိုးလို့ဆင်းတာပဲတော်သေးတယ်မမောက်လို့ပေါ့နော်ကြည်သမြေတဲ့သူစိတ်ကူးတဲ့ဆန်းကျင်တဲ့ကံတရားနောက်တစ်ခုကကိုဆန်းကျင်ရန်ကုန်မြို့ဘုန်းကြီးဘာကြောင့်ဒီလိုပဲတေးသွားတဲ့တထေးသားလေးကဆွေပြည်သားကဘုန်းကြီးရဲ့တပည့်လေးနဲ့တငယ်ချင်းကိုတည်ရသူ့ဘေကနိုင်ငံတော်အကြီးအကဲတခုတည်းမှလည်းပါတယ်ခုတော့မရှိတော့ပါဘူး။ရာထူးလေးကြီးတယ်ပြီးတော့သူတို့ပင်ကိုယ်ကလည်းတအားချမ်းသာကြတယ်။အဲ့တော့ကဘာမှာနောက်ဆုံးပေါ်ကားဆိုရင်မြန်မာပြည်မှာသူတို့အချင်းလုံးစီးရ။ဒါပေမဲ့ဒီကလေးလေးကဘာသာရေးဘာမှမရှိဘူးလေ။တောက်စားမိုးရေတက်ပြတ်ကောင်းတာအကုန်လုပ်တာဟုတ်။အတက်က18လောက်ရှိသေးတယ်။တခါကျအဲ့ဒီကလေးသူတို့အိမ်ကဘာကားကြလဲဆိုတော့နောက်ဆုံးပေါ်ကားမောက်ရင်ကားတက်ရင်ထဲထဲရလူကို
အန္တရာယ်မရှိအောင်ကာကွယ်ပေးမယ်လေးတွေတက်ထားတဲ့ကာသူတို့ဝယ်အဲ့လေးတွေကရုပ်ချိန်မှမမြင်အောင်ကားမှောက်ပြီးတော့ကားတိုက်ပြီးဆိုတော့မှလေအထက်အောက်ဘေးနှစ်ဘက်ကလေးလေးတွေပူစီပေါင်းလာတွေထွက်လာပြီးတော့တဲ့ရလူဘာနဲ့မှမတက်မြောက်တော့ညှက်ပေးတာအဲ့တော့ဘာမှဖြစ်ဘူးအဲ့ကားနဲ့အဲ့ကောင်လေးတည်းကြတော့သူချဲပေါက်လို့တဲ့ဒါတည်းများမွေတွေကိုသုံးဖြုံတောက်စားမယ်ဆိုပြီးတော့ဟောတယ်တခုသွားသုံးဖြုံတောက်စားပြောပါပေါ့ဗျာညတကောင်ကြမှာတာမူယူပြီးတော့ကောက်ထင်းထဲမောင်းလာတယ်ပတ်စံငါလည်းရှိအဖေရလည်းရောက်တဲ့ပုဂ္ဂိုလ်ကြီးတော့ဘယ်သူမှမယူဆိုင်ဘူးပေါ့ပြီးတော့ကားတစ်စီးကိုဝင်တန်းပြီးတဲ့သူကားမှောက်လည်းကြောက်စရာမရှိဘူးလေသူကားမှကားမှောက်ရင်ထွက်လာမဲ့လေးတွေပါတာကိုမသေးရဘူးလေဒါမဲ့လို့ရဲတွေရောက်လာပြီးတော့အဲ့ဒီတထေးသားကားရဲ့တကားလည်းဖွင့်ကြည့်လိုက်တဲ့အထဲမှာခေါင်းခွဲပြီးတော့သေနေဘလို့ဖြစ်ရတာလေကားမှောက်ရင်မသေးအောင်လုပ်ထားတဲ့လေးတွေကထွက်မလာဘူးလားထွက်တော့လာသို့တော့ပေါက်ပွဲကုန်ဘာကြောင့်လဲဆိုတော့အဲ့ဒီကောင်လေးကလမ်းသေးလေးဆိုတော့ဟိုအလားပါနေနဲ့ကားစရိယာရင်ပေါ့ကားလက်ကံပိန်းမှာသူကဒီအချွန်အတက်တွေလှတက်တာစိတ်ကြိုးလိုပါလို့ပေါ့နှစ်ခွာတွေကိုလေးခွာတွေဘာရဲတော့လှတက်တာအဲ့တော့သူ့အသက်ကိုကားမှောက်လိုက်တဲ့သူ့အသက်ကိုကယ်ဖို့ထုံးစံတဲ့ကားတွေကလေးတွေတော့ထွက်လာတယ်အဲ့လေးတွေကိုကားလက်ကံမတက်တဲ့အချွန်တွေကိုပေါက်ပွဲပလိုက်တယ်ဒါကြောင့်ကားကိုယ်တည်းရမ်းပြီးတော့တေးချတယ်လေအပေါ်ရင်ကြည့်ရင်တော့သူတက်ထားတဲ့အချွန်တက်တွေကလေးတွေကိုခွဲပြလို့သေးတာပေါ့တိုးတော်ပြည့်တယ်လို့နည်းနည်းဆိုကြည့်လိုက်လို့ရှိရင်တော့သူမြတ်တဲ့ကိုတက်ခဲ့တဲ့သူအကုသိုလ်ကံကအမင်းလူဘဝမှာ16နှစ်ပဲနေတည်တဲ့ပိုးမနေနဲ့ဆိုပြီးတော့လေးတွေကိုခွဲပြတာဒါပဲဘလောက်အံ့ဩစရာကောင်းလေဘလောက်ဆန်းကျင်လိုက်တယ်လေကံတရားအဲ့တော့ကိုပြောတဲ့ပြတဲ့ဖြစ်တဲ့ဆန်းကျင်တဲ့ဖြစ်ကဘုရားလက်ထက်ကဖြစ်ခဲ့တာဘိုးတော်ဆန်းကျင်သည်ဒီနေ့ဝါလာကျိုးတော့တို့တကားတော်မိုက်လေဘုရားဘုံမသွားကြဘူးလားဒီဘုရားလက်ထက်ကလည်းသွားကြတယ်ဒီနေ့ကတော့မြတ်စွာဘုရားကိုကြည်မှန်းပြီးတော့ထုလုပ်ထားတဲ့ရုပ်ဝါးတွေဇေဒီတွေပြောတာပေါ့နော်ကိုလက်ထက်တုန်းကတော့ဘုရားရှင်ကိုယ်တိုင်ပြောကြတာဥပ္ပယောစရာကောင်းတာပေါ့အဲ့ဒါဘုရားလက်ထက်ကစခဲ့တာအဲ့တော့တို့ဘုရားဗလာတကားတော်မတွေဘုရားပို့တဲ့အလေးတန်းဟာနှစ်ပေါင်း2540ကျော်သွားပါပြီခုတော့ဘုရားမရှိတော့လို့ဘုရားကိုယ်စားပေါ့ဘုရားရုပ်ဝါးစီတွေဆိုတော့အတွေးခေါ်လေးပြောအောင်မယ်အဲ့ဒါကဘာလဲဆိုတော့တရားဓမ္မတို့လူကိုတန်းဖို့ကြုံပြီးဆိုရင်လေကုသိုလ်လည်းရအကျိုးလည်းရှိအဲ့တစ်ချက်နဲ့ညီတဲ့မြတ်လူကြံဟုတ်လားကုသိုလ်လည်းရမပြီးတော့ပါလေအဲ့တစ်ချက်မမေးပါနဲ့ကုသိုလ်ကြည်စံအာယုပါလားခါမှစိတ်ကူငကြီးပေါ်လာနံပါတ်တဲ့ပုဂ္ဂိုလ်တွေအဆင်မပြေဘူးလားတော်အဆင်ပြေတာနံပါတ်တဲ့ပုဂ္ဂိုလ်တွေဆိုပြတာပြောအောင်မယ်နော်ဟိုတက်နေတဲ့ပုဂ္ဂိုလ်ကြတော့လေဒီလိုနေရာမှာလာမခုပါနဲ့ကိုယ့်ဘာကိုကြပါတက်နေတဲ့ပုဂ္ဂိုလ်ကြတို့မြန်မာတွေကခက်တယ်လကားရရေတောင်တောင်တောက်ချင်တာဟုတ်အမြန်မာတွေကမကောင်းတဲ့ချင်းသူများအလကားမလို့ချင်းနဲ့သူကနွမ်းပါလို့မတက်နိုင်သူတွေပဲလောက်ထားတာလေတက်နေတဲ့ပုဂ္ဂိုလ်တော့ကိုယ်လောက်တယ်ကိုယ်မှရှိနေတာကိုယ်မှရှိရတဲ့ဟာဒီမှာလကားရလုံမှာပဲဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာနွမ်းပါတဲ့ပုဂ္ဂိုလ်ရဲ့အခွင့်အရေးကိုခိုးယူရရောက်တယ်အဲ့လိုမလုပ်အောင်ဘုန်းကြီးတို့ပြီးခဲ့တဲ့ရိုက်တန်ကြကမန်းလေးမှာရေကြီးတာကြားရတာပါဘုန်းကြီးပတိန်ကြီးရဲ့မန်းလေးမြို့ပါအားလုံး73သိန်းပေါ့ရေဘယ်တော့ကထောက်ပံ့ဖို့တာလူလိုက်တဲ့ဥပုပ်ဝိဒဆိုတဲ့ဇကိုင်းရဆရာတော်ရဲ့တပည့်လေးတစ်ပါးကသွားလှူပေးချတာ
စေကူတာတွေလူလောဘပြောပြမလို့သူကတခြားလောတယ်လို့သူတို့ကိုယ်တိုင်ရေးတဲ့ကိုဆင်းတာလိုက်ပြီးတော့အဲ့ဒါရှင်ဆရာတော်ရေးတဲ့သူတို့တော့ဒီရေဝင်တဲ့အချိန်မှာဖြစ်တဲ့ယောဂတွေကုအောင်စေကူကဖွင့်တာအဲ့ဒါဆရာတော်လိုက်တာဟိုးနှစ်ပေါင်း20ရာယောဂနဲ့လာပြအကုန်လုံးတော့နိုင်ကုန်မနိုင်တော့ဘူးအဲ့ကျမှယောဂတွေပေါ်ကုန်တာဟိုကလာတရားလာနေလားရင်းတော့ပြတဲ့ယောဂတွေရတယ်ကိုယ်ပထမကြောင့်သူများပထမကုကျင်တဲ့တော့အဲ့ဒါကမှတယောက်ကဆိုသူဒုက္ခကိုလွတ်ခဲ့ပါအောင်လို့တကောင်ကြီးကဘာလို့ဆိုတော့သူအဲ့ဒါကမှပြောတယ်ဒီပြီးတော့မှတဲ့ဟိုခြုံစရာစောင်းလည်းမရှိဘူးတဲ့ပြီးတော့တဲ့အမျိုးသားလည်းမရှိတော့ဘူးဟောပြသူမျိုးသားမရှိတဲ့ဘုန်းကြီးလာတောင်းဘုန်းကြီးကထွက်ယူအောင်ပြောတယ်လူသားတောင်းဆိုအမျိုးသားမရှိလို့ဘယ်နဲ့တော့ဘုန်းကြီးရတယ်ဒီပေါ့ချက်မှဖြစ်ရတယ်နော်ဒါလူတွေဒုက္ခရောက်တာပဲအဲ့လိုလောဘမကြည့်ရအောင်ဒါကြောင့်တကယ်နွမ်းပါတဲ့ပုဂ္ဂိုလ်များပဲကုပါစေရှိတဲ့ပုဂ္ဂိုလ်များမလုပ်ကြပါနဲ့ဘယ်မလုပ်ကြပါနဲ့နွမ်းပါတဲ့ပုဂ္ဂိုလ်များဒါဆိုလို့ရှိရင်လုပ်တဲ့ပုဂ္ဂိုလ်တော့မနိုင်တော့ဘူးပြီးတော့ခုဆိုရင်တရက်ကို8000တသိန်းတော့ဆေးဖို့ရှိတယ်သူရန်ကုန်ငွေရမှတရမှ4သိန်းလောက်ဆိုတော့မလောင်းငါကြောင့်သူတို့ဥဒ္ဒကာတင်နေမယ်မရှိမဲ့ပူကြအဲ့တော့ကျန်တဲ့တဲ့ပုဂ္ဂိုလ်များလည်းဝေဝေဒရာပတိများဝိုင်းထည့်ပေးကြပါတရအနည်းဆုံး10သိန်းနဲ့10လောက်ရမယ်ဆိုတော့ဒီလက်ပတ်နေပါအခုအဲ့ဒီဆေးရုံဆောက်ဖို့မြင်နေရလည်းပဲမင်းကြောင့်နာမှာလူထားပြီးပြီတဲ့ပေ80ပေ100တဲ့ဟိုမှာဆေးဆိုင်ဆောက်ဖို့လုပ်နေကြပြီအဲ့ဒါကမှတူကတော့ဝေ10သိန်းစလှူသွားပြီတဲ့အတို့ညဉ့်ညံတကာတော်ဝိုင်းတဲ့စူပေါင်းပြီးတော့တက်နေတဲ့ပုဂ္ဂိုလ်များပေါ့လေမတက်တဲ့ပုဂ္ဂိုလ်များလည်းပဲမတက်တဲ့နေတယ်ပေါ့ဆိုလိုလားတော့လူကြီးရင်စိတ်ရှိရင်လူနိုင်ပါတယ်ကဲယေရှုကြောင့်ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကတနေ့တရားမတူနိုင်ဘူးလားအဲ့ဒါပြောပြတာတနေ့တရားတော့ဘယ်တော့ဆင်းရဲတောင်းစားတဲ့ပုဂ္ဂိုလ်တို့လို့ရပါတယ်ဆိုကြပါစို့သူတောင်းစားတဲ့ပုဂ္ဂိုလ်တွေတနေ့ကိုအနည်းဆုံး1000 2000တော့ရတယ်တရားလို့ရတယ်လူချင်းပြောပြပါဒီနေ့တရားဆိုတယ်ပေါ့တလားဆိုတော့3000မရဘူးလားတလားဆိုတော့ထောက်ပံ့လိုက်စအိမ်ပေါင်းများတော့ငွေပေါင်းများတော့တာပဲအဲ့ဒီနဲ့ခုဆိုရင်ဘုန်းကြီးတို့တောင်းမှုမျိုးကြီးမှလေဆေးရုံတွေပေါ်အောင်မြင်နေတာဒါကြောင့်ဒီအင်းကြီးဒီတန်းခံပြီးအောင်ပေးရတာဝါပြီးတော့ထောက်ပံ့ပေးကြပါလူတန်းပေးကြပါအဲ့ဒီလူမျိုးဟာကုသိုလ်လည်းရပါတယ်အကျိုးလည်းရှိပါတယ်မရလည်းတာလို့ခေါ်ပါတယ်တချို့နေရာမျိုးကြတဲ့ကုသိုလ်ရတဲ့အကျိုးမရှိတာလည်းရှိတယ်အလိုအဖက်နဲ့တော့ဘုရားတဆူတဲ့ပြည်ဟောင်း10စုလောက်တင်ပြတာမျိုးဘုရားကတခါဆိုရင်ရုပ်ဝါတဆူဆိုရင်မရဘူးလားခုသွားကြည့်လိုက်ရုပ်ဝါက10စု15စုအဲ့တော့တဆူတဲ့ပြည်တဲ့ဟောင်း15စုတော့ကျန်တဲ့14စုကအပူပေါ့အဲ့လိုလူမျိုးဟာကုသိုလ်တော်ရတယ်အကျိုးမရှိဘူးဟုတ်တယ်မလားအဲ့လိုဉာဏ်ရှင်းရတယ်မလိုအပ်မလိုနဲ့လေဒီမှာတဆူပြီးတော်ကြီးပေါ့ကိုယ်တဆူကဘာလို့တော့မအပူပဲမြန်မာတွေကအဲ့လိုကုသိုလ်ရပြီးတော့ဟိုအကျိုးရှိတဲ့နေရာသိမကြည့်ကြတော့ကုသိုလ်ရပြီးရောအဲ့လိုမလုပ်ကြနဲ့နောက်ဘုရားတွေတည်တဲ့အခါသာမဏေပစ္စည်းတွေထည့်ကြတယ်လို့ထည့်ကြဘူးလားဘုန်းကြီးတို့ကျင်အောင်သွားတော့ဆိုဟာမြန်မာတွေတည်တယ်ဘုရားလည်းဆိုပါလို့သာမဏေထည့်လိုက်ကြတာသိလားအဲ့မှာငွေလည်းတအားရတာဟုတ်ဘုန်းကြီးတို့ညာဘက်ကြီးနှလုံးနဲ့သိလားလက်ကောက်တွေလက်စုပ်တွေဆွဲကျူတွေအမောက်ကြီးတွေနှလုံးပြည့်နေဆုံးရွှေချစ်ချင်းကိုယ်နဲ့ပြတ်တာစိတ်ပြတ်တာလည်းရှိချင်း30နေပါမှာအဲ့ဒါကိုထောင်လိုက်တဲ့တော့ပိတ်လိုက်ပြီအဲ့ဒီယေရနာပစ္စည်းတွေရွှေတွေဟာဘုရားအတွက်တရားအတွက်တန်ခါအတွက်လူသားတွေအတွက်သုံးလို့ရသေးလားအစဉ်းစားပြပြတာကုသိုလ်တော်ရတယ်လေလှုပ်တာပဲဒါမှမဟုတ်သာသနာတော်ရဲ့လောကတော်ဘာမှမသုံးရတော့ဘူးလေအဲ့လိုစဉ်းစားတဲ့ခက်တာကအဲ့လိုနေရာဆိုသူမြန်မာတွေရှိမှအကုန်လုံးလိုက်တာဒီကခုလိုစေကန်းလေးစေုံနဲ့ဆောင်းမယ်ဆိုတော့သိမထွက်ကြအောင်ကုသိုလ်လည်းရအကျိုးရှိတဲ့နေရာလက်ကတွန့်နေတယ်ကုသိုလ်ပဲရအကျိုးမရှိတဲ့နေရာအကုန်လုံးပြစ်တာဒါကြောင့်ကဘာမှာဒါနအပြုဆုံးဟာမြန်မာကဘာဒါနအပြုဆုံးမဆိုပါလေတကယ်တော့အမွဲဆုံးနဲ့မြန်မာဖြစ်နေတာအောင်ဝစရာကြီးအလိုဆုံးလူမျိုးကတကယ်တော့အချမ်းသာဆုံးဖြစ်ရမှာလေဘာ
ဘာလို့အငွဲဆုံးဖြစ်လဲဆိုတော့အဲ့ဒီလိုလူတွေတန်းဖို့ကြုံပြီးဆိုရင်ကုသိုလ်ရဖို့ပဲကြည်တာတဲ့အကျိုးရှိမရှိမကြည့်ကြလို့မြန်မာတွေလူရင်းနဲ့မွဲကုန်ကြတာဒါကြောင့်တကယ်လို့တဲ့နေရာကျတော့လူတရားတန်းမှာတန်းနေတယ်များဆိုကြစို့အဲ့လိုဘုရားမှုသွားရင်းနဲ့ယဟန်၃ဘွဲ့တစ်ဘွဲ့ကကုန်းလန်ကြီးကသွားရွာတရားရောက်တော့ဘာတွေ့လဲဆိုတော့မီးလောင်နေတာတွေ့တယ်ရွာကြီးမီးလောင်ဟိုပြေးကြသွားကြပေါ့လေရလဲတက်အဲ့ချိန်မှာကိုအောင်မခါနဲ့ကိုရုပ်ခွေပေါ့ကောက်ရုပ်နဲ့ခွေရဖြစ်ပါအဲ့ဒါအဲ့ခွေပေါ်လဲမီးလောင်ပြီးတော့လေရကျန်းတော့လေမီးလောင်တဲ့ကောက်ရုပ်ကိုကိုကြီးကမိုးပေါ်ပြန်တက်သွားလေနဲ့တူတူပြီးတော့အဲ့ဒီကောင်းကင်မှာဟိုပြန်နေတဲ့ကြီးတွေကောင်လည်းပင်ကိုသွားဆော့တာဗျာအဲ့ကြီးလေထဲမှာမီးလောင်အောက်ကျတေဝါချာနေအောင်စရာမကောင်းဘူးလားပြမဆန်းကြယ်ဘူးလားအဲ့မိကုံကိုလေမီးရှို့ပြီးတော့အောက်ကနေတေချာချင်းပြစ်တောင်မှဒီကြီးရဲ့လည်းပင်စုပ်ဖို့လွယ်ပါမလားဒီတော့မစုပ်ဘယ်သူမှချင်းပြနဲ့သွားဆော့တယ်လေညနေဟာအံ့ဩစရာကြီးပါလားဒီကြီးဘာကြောင့်ဒီလိုတရားတာလဲလေးပေါ်ပြန်နေတဲ့ကြီးကမှရန်သူ့ကိုတိုက်ပြီးတော့ဘုရားကိုမေးမယ်လို့မှတ်လာကြနောက်တစ်ခါရေလန်းပြီးတင်မောနဲ့သွားကြပင်လယ်ပြင်နဲ့ရောက်တော့တင်မောကြီးကဆက်သွားလို့မရတော့ဘူးဆက်လည်းမပြတ်ပဲနဲ့ရက်နေတာမဟုတ်တော့ကြီးတရားကမ္ဘာတရားအတွေ့အကြုံရှိတယ်ကျွတ်တို့တင်မောမှာတဲ့လူယုံမှာအာဟုတုကောင်တစ်ကောင်ပါနေပြီအဲ့လိုပါနေဒီတင်မောဆက်သွယ်လို့မရဘူးတဲ့ဒါဆိုဘယ်လိုလုပ်ကြမလဲအဲ့လူယုံမှာငါတို့မဲချပြီးလို့ရှာအဲ့လူယုံမှာအာဟုတုကောင်တွေ့ပြီဆိုရင်သူ့ကိုပင်လဲတဲ့ပြစ်ချပြီးတော့တတ်ရမယ်သူ့ကိုတတ်ပြလိုက်မှတင်မောကထွက်လို့ရမှာဒါဆိုမဲချကြပါဆိုကြပါစို့သူတို့တင်မောကလူ300ရှိတယ်ဆိုရင်မဲလေး300လက်ဒီလိမ့်မှာလူယုံမှာအာဟုတုကောင်လို့ရေးထားတယ်အဲ့ဒါကိုမဲနိုင်ကြတယ်အောင်းစားပြတယ်လို့ဆိုကြပါစို့အဲ့ဒါဒီမှာမဲကလေးတည်းယောက်ျားလေး200ရှိတယ်ဆိုရင်လေဘယ်သူသွားပေါက်လဲဆိုတော့အဲ့ဒီသင်းမောင်းတဲ့ကပရင်းရဲ့ချိုးချိုးလာလာသူမရသွားပေါက်တာ30ဝန်းကျင်လေးအားလုံးစိတ်မကောင်းကြဒီတော့ကျန်တဲ့ယောက်ျားသားကြီးတွေနှစ်ပါးချင်းဆန္ဒကနားတာပေါ့ကပရင်းရဲ့တဲ့ဒီမိန်းကလေးတော့မတတ်တဲ့မှာဘူးပေါ့ကျွန်တော်တို့ဟိုအားလုံးသဘောတူပါတယ်ပေါ့ယောက်ျားသားတွေကကြိုင်နေကြအောင်ဒုတိယကျင်ပြန်လိုက်ပါပေါ့အဲ့ဒါဆိုလည်းမင်းတို့သဘောတူနေကြဒုတိယကျင်ပြန်လိုက်ကြမလဲငွေပြီးတော့ကိုနှိုက်ကြပဲအဲ့မိမပဲပေါက်တာအဲ့မိမလည်းမျက်ရည်တွေကျနေပြီလေနှစ်ချိန်တော့ပေါက်တာဆိုတော့ဒါလည်းဘေးရလူတွေကစိတ်မကောင်းဘူးကပရင်းကြီးရဲ့တဲ့နောက်တစ်ချိန်ထပ်လိုက်ပါဦးတဲ့ဒီလိုလားမင်းကလေးတွေတော့မသေးသင့်ပါဘူးပေါ့ပြီးတော့သမုတ်ကပရင်းကတော့လေဒါနဲ့ပဲမိုက်လေးတွေပြန်တဲ့တတိယချိန်ပြန်တဲ့သူ့ပဲပေါက်တာဒါကြောင့်ပြောတာပေါ့စိတ်ကူးတဲ့ဆန်းကျင်တဲ့အရာပါတယ်လို့ကံတရားဟုတ်တယ်မဟုတ်လားမဆန်းကျင်ဘူးလားပြည့်တယ်ဒီစမ်းကောင်းဗျာသူ့ပဲပေါက်တာအဲ့တော့တဲ့အားလုံး3ချိန်တိဆိုမှတော့ညင်းလို့လည်းမရတော့ပါဘူးတဲ့အမှန်တမ်းစီရင်ပါတော့မယ်ဆိုပြီးတော့ဟိုကြီးတလုံးထုတ်လာကိုတဲ့သဲတွေကြောက်ခဲတွေအကြီးထဲပြီးတော့ကျိုးရစားကိုဟိုးလည်းပဲမှချီကြံကျိုးရစားကိုအဲ့အမျိုးသမီးလည်းပဲမှချီပြီးတော့ပင်လည်းပြစ်ချလိုက်ရတာအော်ဆရာဘယ်လောက်ပါလဲအဲ့မိန်းမလည်းအဲ့ဒီပင်လည်းမြုပ်သေးကိုလည်းမဟုတ်ရဘူးဆိုတတ်တော့ပါဘယ်လောက်အော်ဆရာကောင်းလဲအဲ့ဒီမှာယဟန်နေပါတယ်လေအော်ဆရာကောင်းလိုက်တာဒီမျိုးသမီးကဘလို့ကံအကြောင်းကြောင့်များဟောဒီပင်လည်းထဲမှာလာသေးရတာလေဘုရားကိုမေးမယ်လို့မှတ်လာကြတာတတိယအုပ်စုယဟန်နေကြတော့တော်လန်းပြရသွားကြခုနပါအစုတွိုင်းနဲ့တောဦးကြီးတကူလည်းကြသူမိုးချုပ်တော်မယ်အေးခြေနဲ့ဗာမြတ်တဲတဲ့ခြေနဲ့ကြီးစားပေါင်းဟာဟိုမှာကမ္ဘာကြောင့်တွေ့ရသွားပြီဟောတော့ဘုရောတော်ဘာတွေ့ရှင်ပြပြီးလို့ခီးသွားတယ်ပါဗျာဘုရားသွားဖို့မလို့အချင်းကြီးတယ်လို့ဘယ်နေရာအဲ့ဒီတင့်တော်လည်းဗျာဟောပါရှင်မမြင်တဲ့အတိုင်းပဲဒီပြည်တော်ကလည်းတပားနေချောင်းလေးပဲဟိုမှာလန်ကိုကြီးတခုတော့ရှိတယ်တဲ့ပိုင်ရှင်မဲ့ပါပဲတဲ့ဘယ်သူမှတော့တဲလို့ရတယ်အဲ့လန်ကိုကြီးတဲ့ဝင်ကျင်းကြပေါ့အကောင်းပါလေဆိုပြီးတော့လန်ကိုကြီးတဲ့ဝင်ပြီးတော့ကိုတော့9ပါးကျင်းဆက်ကြသူတို့အဲ့ဒီလိုညတကောင်လည်းရအောင်ပြေးတယ်လို့ကြီးဟိုးတောင်ပေါ်ကအေရမကြောက်တုံးကြီးရလေအလိုလိုလိမ့်ဆင်းလာပြီးတော့
အဲ့ဒီကူပေါက်ကိုဒုံးဆိုသွားပိတ်တာပွင့်လို့မရတော့ဒီစုံတဲ့ကောင်ရိုက်တယ်ပိတ်လိုက်တယ်လို့အသေးပိတ်သွားတာကြောက်တုံးကြီးအကြီးကြီးအဲ့ဒီအတန်ကြားလိုက်ကြတဲ့ကစောစောကတောနေရဟန်းကတိတယ်ဓမ္မကြောင့်ဘုရားထွက်လာဟာသွားပြီလို့ဒီတော့မှခါတိုင်းမှာအနီးနာကအနည်းဆုံးရောကလူတွေတွားခေါ်လူလေးငါ80တရားပေါ့ဗျာဒါပြတဲ့လူအဲ့ဒီကြောက်တုံးကြီးဝိုင်းတွန်းကြတာပွင့်ဖို့ဝေးလှုပ်တော့မလှုပ်တော့ဒီနေ့ကောင်လှုပ်ကြမယ်တော့အားလျှော့ပြီးတော့ကဲသူ့ထိုင်နဲ့သူ့ကံပဲဆိုပြီးတော့ဟိုပြန်ကုန်ကြ9ရက်ကြာဘယ်နေ့ရက်ဒီသားပြည့်တယ်ကံရဘယ်လောက်ဆန်းကျင်လဲအဲ့ဒီ9ရက်လေးရှိရောဟောဘယ်သူမှမတုံးရပဲနဲ့အဲ့ဒီကြောက်တော့ရဲ့အလိုလိုပွင့်ကြပြီးတော့ကြောက်ထဲကြပြီးတော့ပွင့်သွားတယ်အဲ့ကျမှဟိုမတရောရွာတော်ကအကြောင်းကြောင့်လာကြတော့ဝင်ကြည့်ကြတာပေါ့မထေ9ပါးတီးတော့မသိလို့ရဲရဲလေးပဲကျန်တယ်9လုံးအစာရေးစားပြနေတာလေအကျိုးပေါ်အရေးတင်တီးတော့မသိဘူးမနေပြန်ပြီးတော့ပြည်စုကြရတော့ကောင်းပါပါအဲ့ဒါတို့လည်းကနှုတ်ဆက်ပြီးတော့ဘုရားထံသွားကြတယ်ငါတို့ဘယ်လိုဝေကြပါလဲသုံးစုလုံးဘုရားထံရောက်တော့မှဘုရားကိုမေးလျှောက်ကြတယ်မြတ်စွာဘုရားအဲ့ဒီကြီးရအောင်ဘယ်လိုအကြောင်းကြောင့်လေဘောမှာသူ့ဘာသူပြန်နေတဲ့ကြားတယ်လေဘဲကိုမေးခွန်းဆုံးမိတာလေဘုရားဘုရားကဖြေပြီးအေးတဲ့သူဟာတိဘဝတော်ကလေဓမ္မဖြစ်ခဲ့အဲ့ကြီးရလေဓမ္မဖြစ်စဉ်အခါတော့ကသူခိုင်းမဲ့နွားကိုလေထုံဖို့ခေါ်တယ်ပေါ့သို့တော့နွားကထမလိုက်ဘူးပေးကန့်နေတယ်ရိုက်လည်းမရဘူးအဲ့ဒီဒေါသကြီးတဲ့လေသမားကကောက်ရုပ်ဘုန်းကြီးလို့မီးရှို့ပြီးတော့နွားလည်းပဲစုပ်လိုက်တာအဲ့ဒီမီးလောင်ပြီးတော့နွားကြီးတေးရှာတယ်ပြည့်တယ်အဲ့ဒီဘိုးကိုလှုပ်ကြည့်တဲ့နွားကိုရေးရေးဆက်ဆက်လည်းပဲမီးခွင်းရှို့ပြီးတော့တတ်ခဲ့တယ်အကုသိုလ်ကြောင့်ဟောသူကြီးဖြစ်တဲ့အခါမှာလည်းပဲသူ့လည်းပဲမီးခွင်းဆော့ရတာဒါကြောင့်ဘဝသူတို့လေးမှာပြည့်တယ်ဘယ်သူမှမတရားမလုပ်မိကြပါစေနဲ့ကြောက်စရာကောင်းတော့နောက်တော့ပဲတင်မောဘွားကကပ္ပတင်ကြောင့်ကြောင့်မေးကြတော့အဲ့ဒီမျိုးသမီးအရင်ဘွားကအမျိုးသမီးတယောက်ပဲသူ့ခွေးကြီးတစ်ကောင်ကအင်မတန်မှတောင်းစင်ကြီးသူ့တော့ကတစ်ကောင်လိုက်ဘေးကအမျိုးသားတွေကဝိုင်းစားကြတဲ့ခွေးမိုးဆိုးမကြီးဆိုပြီးခွေးရမျက်နှာနောက်ကပါတာကိုအဲ့ဒါပြီးမှရှက်တယ်တည်းတော့ဒါသူကမြစ်ထဲကိုသွားတယ်သူအကြံပါတယ်ခွေးနောက်ကလိုက်လာတာသူမှဟိုးတစ်ချောင်းကျိုးတစ်ချောင်းမြစ်လေရောက်တဲ့ခါတည်းလေပေါ်မှာအဲ့ခွေးရောဟိုးရောတင်နေပြီးတော့မြစ်လေလေးလော်သွားမြစ်လေကောင်ရတော့ခွေးတော့မသိချအောင်မလေးငါတကယ်မှငါချစ်တယ်ပေါ့မိလေးနန်းလို့ဒီလားခြေတော်လေးရက်ပြီးတယ်ဒါကြောင့်ပြည်သူတို့တိရစ္ဆာန်တွေကရိုးသားတယ်လူရဲတာကောက်ကြည့်ကြတာမသိချအောင်သူတကယ်မှသူတတ်မသူမသိဘူးပြောလို့ပဲအမိလေးနန်းအဲ့ဒါရေလေကောင်လေးရောက်ရောသူအိုးထဲမှာတဲတီခဲတွေထည့်ပြီးသားယူလို့ချောင်းထုတ်ခွေးလည်းပဲရှိခွေးရမသိချဘူးသူတကယ်မှလက်ကလေးရက်ပြီးတော့ကျန်တဲ့ကျိုးလို့စားကိုဟိုးလည်းပဲရှိပြီးတော့ရေးတဲ့ပြစ်ချလိုက်တာခွေးတေတာပေါ့ကြီးစားပြတဲ့တူသူတက်ခဲ့တဲ့နေ့တည်းသူကပြန်မသိရဘူးသိရပါဘူးဗျာ။ဒါဘယ်သူမှအနိုင်မကျင်ညာနဲ့ကံတရားအလိုက်ကြကြတော့ဘာမှညင်းလို့မရတော့ဘူးသူ့တဲ့တည်းပြန်ခံရတာမမေ့ကြနဲ့နောက်စောစောကရဟန်း9ပါးသူတို့ကြဘယ်လိုဖြစ်ခဲ့ကြလဲသူတို့ကအရင်ဘဝတော့ကဒေါသကလေး9ရက်လေးပါလေးတဲ့ဟိုပြည်ဒီခတ်ပေါ်လျှောက်တတ်ဖြစ်နေကြညနေနေဝင်လျောချိန်တိုးရဲရောက်တော့ဖို့ကြီးတကောင်သူတို့ရှိရဖြတ်ပြီးတော့တွင်းနဲ့ဝင်သွားတယ်အဲ့ဒီကလေးတွေဟာပွားပြီပေါ့ဒီဖို့ကြီးတော့အရာယူမယ်တခါတည်းကဲပေါက်တယ်
အကုန်ရှောက်ပိတ်ရှုံနေတယ်ဒီရတူးမှာပေါ့အဲ့လိုတူးဖို့ကြံစည်တဲ့အချိန်မှာပဲမိုးချုပ်သွားမြင်ရတော့အေးလက်ပြန်မှာဒီချင်းတူးမယ်ဟုတ်ရှင်ဒီဖို့ရအောင်တက်စားမယ်ပေါ့အဲ့မိုးရင်ဝင်သွားတဲ့အပေါက်ကြီးပါရှုံနေခူးတော့ပိတ်ခဲ့ပြီးတော့ပြန်သွားကြကလေးဆိုတော့ပြည့်တယ်ဗျနောက်နေ့ကျတော့ကစားမဲပြီးတော့ဖိုးကြီးတို့မေ့သွားကြတယ်ပြန်မလာကြတော့9 ရက်ကြာဘယ်နည်းကြာလဲ9 ရက်ပြည့်တဲ့နေ့ပြန်လာမှတတိယတာဟာတို့ဖိုးကြီးငါတို့အပေါက်ပိတ်ခဲ့တာခင်ဗျာဒီချင်းတို့သိတော့သိနေတယ်အပေါက်ဖွင့်ကြည့်ကြစမ်းပေါ့အပေါက်လည်းဖွင့်လိုက်ရောဖိုးကြီးကသေးတော့မသိ9 ရက်လုံးအစာရည်စားမစားတော့ပိန်ကတ်လို့ပေါ့6သွေးရဲရဲပဲချမ်းချအဲ့ဒီမကြီးလည်းမပြေးနိုင်တော့တလန်းချင်းလေးရတာအပြင်ကိုထွက်လာကြတယ်အဲ့တော့သူတို့ကနားပြီးတော့မတတ်တော့လွတ်လိုက်တဲ့ပြေးတတ်တယ်ဘုသူတို့ရဟန်းဘဝဖြစ်တဲ့ချိန်ကြီးစံသူများကိုဖို့ကြီးကို9 ရက်ပြည့်ကြတဲ့သူတို့ပြန်မဖြစ်ဘူးလားဖြစ်တယ်ပြေးတတ်တော့ယူကြတဲ့အတိုင်းပြန်ဖြစ်ကြဒါကြောင့်စိတ်ကူးတဲ့ဆန်းကြတာဗာတရားပါလေကံတရားပြည့်တတ်တယ်အဲ့တော့ခုအဆန်းကျယ်ဆုံးဖြစ်ပြီးပြောပြီးခွန်ချုပ်ကြပါစို့အဲ့ဒါကတော့အင်္ဂလိပ်ရှင်များ2 ယောက်ကြောင့်ဇာဘဝါဒနာပါလို့များကတော့ဘုန်းကြီးရဲ့တီလာအစွမ်းအမကန်ဆောက်တယ်မှာအခြေဖတ်ဘုန်းကြီးမှာတော့အချင်းလေးပြောပြကောင်းပါပြည့်တတ်လို့ဘေးရင်လက္ခဏာအကျော်ကြားဆုံးကအင်းနိုင်ငံကိုင်လို့ဆိုတဲ့ပညာရှင်ကြီးကိုလက္ခဏာမှာတအားကျွမ်းတယ်လက်ကအရေးကြောင်းသိအောင်ကြည့်အောင်နဲ့အကုန်သိတယ်မင်းကျိုးစိုးချတယ်မဲ့လို့တကယ်ကျိုးစိုးချတယ်မင်းလူသားမှုကျိုးလုံးတယ်တကယ်ကျိုးလုံးတာဘာကြောင့်အဲ့လိုသူကျွမ်းတယ်ဆိုတော့ကျိုးစားလို့ပြည့်တယ်သူကထောင်ထဲကိုသွားတယ်လေသေတံကြာတော့သူမှန်သမျှရဲ့လောအားတွေကိုမှန်နေပို့ပြီးတော့အဲ့အခြေရေးကြောင်းတွေမှတ်ထားတာ။အော်ဒီလက္ခဏာဒီလိုနေလို့ရှိရင်ဒါတည်တယ်ကြမှာလက္ခဏာဒါမျိုးပေါ့အကုန်မှတ်တယ်။ကေစားနဲ့တည်တဲ့ကိုယ်မှန်သမျှလောအားလည်းကြီးတော့ဒါတော့ကေစားနဲ့တည်တဲ့သူကကိုမှတ်ထားတာပေါ့သူ့ရဲ့ကြိုးစားမှုဒါကြောင့်သူကဟောတိတိကျကျဟောနိုင်တယ်။တခါတော့လူအင်္ဂလန်မှာအဲ့ဒီသူ့ရဲ့ဒီလက္ခဏာလည်းတော့ပြန်ပါအင်္ဂလိပ်လူမျိုးလူကြောက်ကလာမေးတော့ဇာကတို့ကဘာဟောလိုက်လဲဆိုတော့ခမည်းတဲ့အာရှနိုင်ငံတစ်ခုခုမှာအလုပ်သွားလုပ်ရမယ်သွားလိမ့်မယ်ပေါ့ပြီးရင်လည်းခမည်းအဲ့ဒီအာရှနိုင်ငံသူတယောက်နဲ့အာရှနိုင်ငံသူခမည်းတို့အင်္ဂလိပ်လူမျိုးမိန်းမတယောက်နဲ့လက်ထပ်လိမ့်မယ်နှစ်ချက်ဟောလိုက်အခုလူကကြီးတယ်ပေါ့မဖြစ်နိုင်ပါဘူးဗျာခဏနာမည်ကြီးပြီးတော့လက်ကားပါအမို့ကျွန်တော်ဟောတာတော့ကောင်းမှမဟုတ်ဘူးအဲ့ဒီအင်္ဂလိပ်လူမျိုးသူလူကြီးကဲဒါဆိုရင်လည်းကျွန်တော်ခမည်းဟောတာဘယ်တော့မှမသိချင်သိရအောင်နဲ့ကျွန်တော်အိန္ဒိယနိုင်ငံကိုတဲ့ကျွန်တော်တတော်ရရှိနေတဲ့အစိုးရလည်းတော့ကျွန်တော်ကမသွားဘူးလို့မှန်းတာအဲ့တော့ခမည်းကအဲ့ဒီအိန္ဒိယနိုင်ငံကျွန်တော်ရောက်လို့ရှိရင်အိမ်အောင်ကြမယ်ဆိုတော့မဖြစ်နိုင်ဘူးကျွန်တော်အိမ်အောင်ပြီးကိုစီစဉ်ကိုမရှိဘူးတဲ့တက်တဲ့လူမျိုးပြင်းတဲ့နေမှာခုတော့ကျွန်တော်တက်က40လောက်ရှိပြီတဲ့အဲ့ဒါတော့ဆရာမဖြစ်နိုင်ဘူးတင်တယ်မဟုတ်တဲ့အဲ့ဒီနိုင်ငံရောက်တော့ကျွန်တော်ကြားမှာပဲအဲ့ဒါဆိုရင်လေဆရာဟောတာမှန်တယ်ကျွန်တော်သွားမှာပြဆိုသူသွားလိုက်အိမ်နဲ့ရောက်သွားတာဟိုကြတော့ပြီးတော့တကယ်ပဲအောင်ဟောဆရာပဲသူတို့ရဲ့နောက်တိုင်းလူမျိုးတွေကသူတို့အပြောအတွက်တလိဆန်နေတတ်တယ်တော်လိုက်တယ်လို့ခေါ်တယ်စီရင်တင်းတော့အားရဆိုတနက်တက်လက်ယူရပြီးတော့တော်တယ်သွားယုံလေးတွေတမင်လေးတွေအပြောတတ်တာပြည့်တက်ပြီးတော့ကင်းစားပါစားပေါ့ရက်နဲ့မြည်ကြအဲ့တော့ပြောတယ်ဟောသူတို့ခရိယံဘာသာမှာကအဲ့ဒီလိဆန်တွေတန်ရင်အပြစ်မရှိလို့ဟောထားတာဟုတ်အဲ့တော့ရဲဝန်တတ်တယ်အဲ့လိုတော်ရလိုက်နေသူနဲ့စိတ်တူကိုယ်တူအဲ့လိုတော်လိုက်တဲ့အင်္ဂလိပ်မှာတော့တော်တယ်မှာပဲတွေ့တာအဲ့အင်္ဂလိပ်မှာကလည်းအပြိုပေါ့သူကလည်းတော့ဝင်လိုက်ပြီအဲ့မှာနေတော့ဆိုကြပါတော့ဗျာချစ်ကြပြီးတော့ယူလိုက်ကြတယ်
အဲ့ဒီမှာလာတန်ကြတော့သူကခေါ်စတဲ့ကိုမေ့နေတာအဲ့လူမျိုးကြီးကလက်ထပ်ပြီးမှဟာမှန်နေပါလားပေါ့အဒီဆိုင်မဆိုးဘူးပေါ့ဟာတကယ်မှန်တယ်ပေါ့ငါအိမ်တော်ပြုတ်ရေးကြပြီလေအိမ်တော်ပြုတ်မိသွားပြီပေါ့ဒါနဲ့သူမြန်မာပြည်နဲ့စာရေးလိုက်ဒီချင်းအဲ့ကြောင့်မြန်မာပြည်ကအင်္ဂလိပ်လိုက်အောင်လေဆရာကြီးကတော့ကျွန်တော်ဆရာကြီးကိုဆုံးကားပြီးတော့တောင်းမှတယ်ခွင့်လို့ပါမှန်တယ်ကျွန်တော်ကိုယ်အိမ်တော်ကြားနေပြီဆရာပြောတော့အင်္ဂလိပ်မှနေပဲနောက်ကျွန်တော်တို့ဘာဆက်ပြနေတယ်ဆိုဆရာခေါ်စနေလှမ်းပို့လိုက်ပါအောင်ကျွန်တော်ကသမီးမရဲ့သူကဒီလက္ခဏာကိုလည်းတောင်းပြီးတော့ပေါ့ပြန်ပြီးတော့ရေးပို့လိုက်တယ်ကျွန်တော်ဆက်မြင်တာကတော့တဲ့အဲ့တော့လက်ထပ်ပြတာမှဆိုင်လိုက်တာကျွန်တော်တစ်နှစ်ပြည့်တဲ့အချိန်မှာခမရမိန်းမအကောင်းရှိတကောင်ကိုက်ပြီးတော့တေးလိုက်မယ်ဖြစ်နေမွေးကိုက်တွေကိုများတယ်ကျင်းဟောင်းဟောစရာခင်ဗျာမိမတည်ပြီးတော့တလအလုံးမှာခင်ဗျားလည်းတည်မယ်ဒီစံဘလောက်ရဲရဲဝံ့ဟောရဲလေအဲ့ဟောစနေရောက်လာအဲ့လေသူတို့နှစ်ယောက်လုံးကနောက်နိုင်ငံသူတို့ဟာဒီဆိုင်လျှောက်ပြောတော့မဖြစ်နိုင်ပါဘူးပေါ့အဲ့တော့ဘာလို့မွေးကဘာဆိုင်လုပ်လဲပေါ့ဟိုသူတို့ကိုမယုံနောက်အဲ့အောက်ကမှတ်ချက်နဲ့စားလေးရေးလိုက်တယ်ဆရာကန်တို့ကမှတ်ကြည့်တာပြတော့ဆရာကြီးကန်တို့ကဟိုအမြင်နာမခဏတို့ဗုဒ္ဓဘာသာဖြစ်နေလို့ကိုထင်နေသူမှတ်ချက်ရေးတဲ့စာကြတော့ဗုဒ္ဓဘာသာတကားဖြစ်အဲ့တော့ခင်ဗျားတို့ကျွန်တော်တို့မိတ်ဆွေတော်နဲ့အကြံပေးခြင်းပါတယ်ဒါကတော့လက်ခံနဲ့မဆိုင်ပါဘူးတဲ့ဖြစ်နေဒီနေ့ကခင်ဗျားတို့တနက်တည်းမကင်မနဲ့တော့တော့တွေ့လာဘူးတော့မလိုက်ပါနဲ့တော့ဘုစုတတ်မှမတတ်ပါနဲ့တော့ကျုံကျွန်တော်အတွေ့အကြုံရသူများတက်တဲ့ပုဂ္ဂိုလ်တွေကယောဂဖြစ်အသက်တူတူနဲ့တည်ကြတာများလို့ပါအဲ့လိုသူများတက်ကိုမတတ်တော့ခင်ဗျားတို့ကျွန်တော်ဟောစတဲ့နေအကုန်လွဲနိုင်ပါလေအဲဆက်တက်နေမှာဆိုရင်တော့ကျွန်တော်ဟောတဲ့တိုင်မှာအကုန်ဖြစ်မှာဘာလို့တတ်မရှိဘူးဒါလည်းသူကလက်မကန်တို့ရဲ့ခရိယာဘာသာမှာကတိလိစ္ဆာန်အလုံးကလူတွေစားဖို့ခံတီးထားတဲ့ခံဆက်တဲ့အသေးရွယ်တွေဟောတာတော့သူကမရှိတယ်မထင်ဘူးတက်နေကြတာအဲ့လိုပဲအဲ့လိုဆိုရင်ဒီနေ့ပြေကန်ဒီပေါ့ဟောတဲ့နေ့ပြင်ပြေမှာဟောတဲ့ကျွန်တော်တို့ကဘလို့17လောက်ရှိတဲ့အချိန်မှာသူတို့ဘာလို့လဲတော့တယ်မှာပြင်မမြောက်သွားရင်လည်းတောလိုက်ရင်တောကြီးမွေဟောက်မွေနှကောင်မိတ်တယ်တောင်သွားတွေ့လုံးတွေ့ပြီဘုန်းကြီးတောကြီးမွေဟောက်ကိုပြာကန်ထဲမှာမြင်ဘူးတဲ့ပြည်တယ်သူကတော့ဒါမှမတုတ်ဘူးခြေစလုံးတာလောက်ဘောတော့အစာသွင်းနေတာပေါ့ရှိတော့ရှိတယ်ဘယ်လို12ပေ73ဝေလောက်ရှိမှရှိပြီမဲပြောင်းတယ်ပြောရင်အိမ်တော်ကြီးမွေဟောက်ကိုနတ်မွေလို့အာရှနိုင်ငံသားတွေတတ်မှတ်တယ်နတ်မွေဆိုတော့နတ်ကပြည့်တဲ့ဦးတဲ့ဘုံပေါ်တကိုးရှိလို့တကိုးဆိုတာကံပြည့်တဲ့တကိုးလေးပေါ့ခုကြပါတော့ဗျာငှက်တွေကောင်းမှပြန်နိုင်ဘူးလားကျတို့ကပြန်နိုင်ရဲ့အဲ့ဒါငှက်တွေကိုကံပြည့်တဲ့တကိုးကံမစတိခေါ်တယ်ဒါကိုပြောပြတယ်ထင်ကြီးတယ်ပေါ့တဘာဝပြည့်တဲ့တကိုးပေါ့အဲ့တော်ကြီးမွေဟောက်ကခလေသားချီတဲ့ဒါကြောင့်ဘယ်သူမှမတတ်ဘူးသူကလည်းလူတွေတော့မှမပေးဘူးသူဘာမှမလုပ်လို့ရှိရင်အဲ့တော့ဒီလင်များတော့မသူလက်ပြစ်ချက်တဲ့နဲ့ပြစ်တာတကောင်သေးသွားတယ်တကောင်တော့ထွက်ပြေးသွားတယ်သေးတဲ့ကောင်တော့အရေးကောင်သဘောကျတာမဲပြောင်းနေတာအဲ့သေးသွားတဲ့အကောင်ကြီးကတော့ထုတ်ယူပြီးတော့ပြန်လာကြတယ်လင်များနေအပြန်ကြတော့အဲ့ဒီအိန္ဒိယတတိယရောက်ရင်ဝင်ကြတာပဲအဲ့ဒီအဲ့မှာဘာတော့ကြီးလဲတဲ့ဟာတဲ့မွေနှကောင်တွေ့သူပြစ်တာနဲ့တကောင်ရတယ်တကောင်တော့လွတ်သွားတယ်အပြပါအောင်ဖွင့်ကြလိုက်တော့ဘောသိတယ်ဟာခင်ဗျားတို့မလုံကောင်းတာလုပ်ခဲ့တာပဲတဲ့ဒီမျိုးတွေကိုအုပ်စိုးတွေကမတတ်ဘူးတဲ့မတတ်ရဘူးသူတို့ကလည်းလူဒုက္ခမပေးဘူးဒီတခုတော့ရှိတယ်သူတို့ကိုသူကတတ်မရင်တော့သူတို့ကကလေးသားရှိတတ်တယ်အင်မတန်သူတို့ကဒေါသအာဃာတပြင်းထန်နေခုခင်ဗျားတို့တက်ခဲ့တာမွေအမားတဲ့ဟောသိတယ်တရားတွေ့ကြုံရှိလွတ်တော်တာမွေးထီးတဲ့အဲ့တော့သေးကြတယ်ခင်ဗျားရဲ့ဇနီးကိုအဲ့ဒီမွေးထီးရတဲ့ဒီတလအတွက်မရမကလိုက်ပြီးတော့ပေါက်တက်လိမ့်မယ်သူမိုးဆိုးဖို့ပြီးတော့ခင်ဗျားလည်းမိုးဆိုးဖို့ပြောင်းလုပ်တော့မှာအဲ့ကြောင့်သူတို့တော့လန့်သွားတာဟောဟောလိုက်တဲ့ဒါလည်းဖြစ်နေပြီလေတော်ပြည်တယ်များမှတ်ထားတော့ဟိုဆရာကတော့ဟောတော့ဖြစ်တာမဟုတ်ဘူးသူတို့အလိုသေးရတယ်ဆိုတာသူများအသက်ကိုတတ်လို့ဟုတ်တယ်မဟုတ်လား
ကန်လောက်တာပေတင်ဆရာကကန်အကြောင်းကိုဟောပေးတာပေတင်ကဟောလို့တွေ့တယ်မဟုတ်ဘူးကန်ကြောင့်တွေ့တာတောင်းမြောင်ကြည့်တယ်အဲ့ကျွန်တော်ကလူသူမြတ်ကြောက်သွားတယ်သိလားအဲ့ဒါဆိုရင်လည်းဟိုလောက်တယ်ရှင်လည်းခုရှင်လည်းဒီမှာတနေ့ပြည့်တော့မယ်လေးတဲ့တနေ့ပြည့်ချင်းမောင်မွေကတ်တင်လည်းပြောထားတယ်မှန်လောက်တယ်အဲ့လိုချွေးတွေပြန်လာကြအကုန်ကွက်တိဖြစ်နေပြီတို့ဘယ်လိုလုပ်ရမလဲသူအဲ့လိုကြောက်လာကြတော့အဲ့ဒီရတဲ့တရားပြောတယ်အဲ့ဆိုတော့ခင်ဗျားတို့ဒီနေ့ညပဲချက်ချင်းပြေးတော့တယ်အဲ့ကောင်တွေကအောင်စရာတဲ့ဘလောက်မိုင်းဘလောက်များများလိုက်နိုင်နေမြန်နေတဲ့ခင်ဗျားတို့ကုန်းလန်းကြီးကတော့မိုင်းမောထောင်ချီပြေးလေရောက်တယ်သူကြောက်လာပြီးပေါက်တတ်တာအဲ့ဒီကိုရေလန်းကြလို့မလိုက်နိုင်ဘူးအဲ့ဒါသူညာတို့ညမရတာတဘိုးတွေပြနေပြီးတော့သူတို့အဲ့ဒီမြို့ကနေစိတ်ကန်းရှိတဲ့မြို့ပေါ့ဗျာအဲ့200တော့ဝေးပေါ့အဲ့စိတ်ကန်းရှိတဲ့မြို့ရောက်သင်္ဘောနဲ့အင်္ဂလန်ပြန်มาလို့အဲ့ကန်ဆိုချိန်တော့အဲ့ဒီစိတ်ကန်းရောက်တဲ့အချိန်မှာသင်္ဘောကမထွက်သေး9ရက်ဆောင်သူတို့သောက်တရားမရတော့ကြောက်နေပြီလေဘယ်လိုကြမ်းမလဲပေါ့အဲ့ကျတော့သူတို့မပူနဲ့ငါတို့တဲကိုက9ထပ်ပေါ့ဘောဆုံးတက်မှာတဲမယ်ဒါဆိုရင်မွေမတက်နိုင်လောက်ပါဘူးပေါ့ပြီးတော့လက်ကောင်ကပိုင်ရှင်လည်းပါကိုကြီးတောင်းတယ်ကျွန်တော်တို့မွေးအနေနဲ့ရှိလို့ပါဘာလုပ်ရမလဲမွေးပါတဲ့ကောင်ကျွန်တော်တို့ကန်နေထားပေးပါအဲ့လိုကြောက်တယ်သူတို့သိလားမွေးပါမွေးနိုင်တယ်လေဟောလေခင်ဗျားတို့ကလည်းဗျာတဲ့လောက်အမြင့်9တက်ကြီးမွေးဘယ်လိုများလာမလဲပေါ့အမို့ကျွန်တော်ကြောက်လို့ပါဒါနဲ့သူတို့ရဲ့ဒီအခန်းထဲတော့မဟုတ်ဘူးပေါ့အခန်းအပြင်ဘက်ဝေယံတာမှာမွေးပါတဲ့ကောင်ကျိုးနဲ့ချီပေးတာသူတို့စိတ်သက်သာအောင်မို့အဲ့လိုလေးနဲ့တေကနေ6ရက်ဒီအားဖြစ်ဘူးဒီတဲ့ညမနေ့ပြန်9ရက်မနေ့ပြန်တင်မောနဲ့ထွက်မယ်ဒီလိုပြောသွားတယ်သိလား6ရက်ရှိပြီလေဘာမှအဲ့ဒါမတွေ့တော့အဲ့ပေါ့သွားပြီတို့ကြတော့ညာတိုင်းအဲ့ဒါတနက်နဲ့ဆောင်းအဲ့ညညတို့ဒီချိန်တော့မွေးမလာတော့ပါဘူးပေါ့6ရက်တော့ဒီမနေ့ပြန်သွားတော့ငါတို့လွတ်ပြီပေါ့လေအဲ့ညမှာကလည်းအထုပ်ဘိုးတွေပြင်ဆင်ပြီးတော့ညနေတော့တို့ကနောက်နိုင်ငံသူတွေတခန်းကြီးကြတယ်လည်းများတခန်းနဲ့မိတ်ကြဒုက္ခနဲ့ကိုယ်ခံအဲ့ကြတယ်လူတို့ကြထားဆောင်လေးတယ်ဆောင်တယ်ကိုအိတ်ခိုင်းလာတယ်အဲ့ကနေတော့ခဏလေးကအိတ်ကြောတော့အဲ့ချိန်မှာပဲကြီးစားအာဟောစားပြတယ်လို့အဲ့ပဒင်းတကားပေါ့အဲ့လိုပဒင်းပေါ့ရဟောကမှန်လေလို့ခေါ်တယ်အဲ့မှန်လေဟောကအရှင်းနေကိုအဲ့ဒီမှန်လေတဲ့အမွေဟောကြီးဝင်လာတာဒီကောတတ်တဲ့ဘူးလို့လာမှန်းလည်းမသိဘူးဝင်လာပြီးလူခါတဲ့သူဆင်းလာပြီးတော့မှဘုံမျိုးတို့ကအိပ်ပြောတယ်ဘာမှမသိတော့မျက်နှာကိုသိချကြည့်သိကြအောင်လို့သူ့ရတော့ဟုတ်ကဲ့လားလို့ကြည့်မှတ်မိသွားတယ်သိကြသွားပြီလို့အဲ့မှတဲ့အားယူပြီးတော့မျက်နှာကိုပေါက်တယ်လိုက်တယ်မျက်လုံးကိုပေါက်မိတာအဲ့ဒါအဲ့မျိုးကအားဆိုအတန်နဲ့ကျင်းတဲ့ online မှာသူမျိုးနဲ့ပြေးလာတယ်ဆိုတော့မိုးရပြန်ဆင်းသွားမှမရှိတော့အဲ့သူမျိုးကအော်ဟိတ်ပြီးတော့ခါတယ်ပြားနေပြီလေပြောကြအောင်ပြေးပြီးရင်ဝင်နေပါတယ်တက်ပြောက်အဲ့လိုလေစိတ်ဆင်းရဲတော့တာပေါ့သူလည်းအဲ့စိတ်ဆင်းရဲကိုယ်ဆင်းရဲပြန်သွားပြီးတော့သူတို့ကြအဲ့တလားကြမှာသူပါသေသွားတာအကျဉ်းချုပ်တော့ပြည့်တတ်တယ်ကံတရားပဲဘာတရားလဲစိတ်ကူးတယ်မဆန်းကျက်ဘူးလားအေးကိုလိုလိုနဲ့ကိုပြန်ခံရတာလေအဲ့တော့ဘုရားကသူ့တယ်မတတ်လို့ပြောကြတာပေါ့တက်ခဲ့တော့ဟောတက်ခဲ့တဲ့မြန်ခံရတာပဲဒါကြောင့်ဘဝတူတူလေးမှာပြည့်တတ်တူသူတို့ဘာကိုညှင်းသေးတဲ့ဘဝတွေနဲ့ကိုယ်ဆုံးခဲ့တာကြာပါပြီဒီဘဝမှာတော့သူတို့ဘာချမ်းသာကြောင့်မှလောက်ကြပါတော့ဘဝရုပ်ပါလာစေကံကြီးစောက်တာဟာနာပါတဲ့ဝေဒနာရှင်တွေအတက်ကယ်ဖို့လေမြန်မဟုတ်ပေါ့တက်နေတယ်မြန်1000တက်နေ1000ပေါ့အားတယ်ငါရတို့လိုမတဲ့လဲစူးလို့နဲ့စူးထားလိုက်ဒီနေ့တရားတက်ထားလိုက်တလားပြီးတော့သွားလို့လိုက်စမ်းအဲဆိုရင်သူတို့ကတော့မှဒီအသက်ရှည်တဲ့ကုသိုလ်တွေနဲ့ရနေပါလေဒါကြောင့်ကံရတဲ့ဆန်းကျဲဆုံးစိတ်ကူးတဲ့ဆန်းကျဲတာကံတရားပါပဲအဲ့ကံတရားမှာမကောင်းကံကောင်းကံမျိုးရှိတဲ့နေရာမှာမကောင်းတဲ့ကံတွေကိုရှောင်ရှားပြီးတော့ဒါနသီလဘာဝနာကောင်းတဲ့ကံတွေပြုလုပ်ပြီးတကားလားဒီဘဝဒီခန္ဓာရှိကိုမဟုတ်ရတဲ့အထိအတုံးချတဲ့သူတော်ကောင်းကြီးများမိုးချမ်းမတွေဖြစ်ကြပါစေကုန်သတည်း
အလုံးမဲ့လိုက်ဆိုကြဣဒံမေပုံညာအာလောဝခယံဟောဟံဟောတုဣဒံမေပုံညာနိဗ္ဗာနတ္တသစ္စယောဟောတုဣမံပုံညာဘာကံသဗ္ဗတတ္တနံပါစီမာဒီတံအောင်ပြုလို့ရသောအားထုတ်ရသောဒါနသီလဘာဝနာကုသိုလ်ကောင်းမှုအဖို့ပါကယတမြတ်ကို30တဘောကျင်လေကြပုံသောဒုက္ခိတဒုက္ခိတမြင်အပ်မမြင်အပ်ပုဂ္ဂိုလ်ပေါင်းတို့အားအမြတ်အမြတ်သေဝေမဘာဘော၏အမြတ်ရကြ၍ကျမ်းမာကြသည်ချမ်းသာကြသည်ဖြစ်ပါစေတည်းကုသိုလ်စိတ်ရဲ့စီတော်နိုင်ငံတိုင်းမှာများတော်ချမ်းသာကိုစိတ်ရဲ့စီတော်ဆင်းရဲနေရှာများတော်မြတ်စွာဒုက္ခလွတ်စေတော်ဆင်းရဲနေရှာများတော်မြတ်စွာဒုက္ခလွတ်စေတော်ကျွေးဝချမ်းသာများတော်ချမ်းသာကိုစိတ်ရဲ့စီတော်